အဲ့ဒီရွာကရွာတကြီးကတော့ဘိုးနောင်ဖြစ်ပြီးတော့တကြီးကတော့မဲအိမ်ဖြူဖြစ်ပါတယ်အဲ့ဒီအချိန်မှာအေယာရီမြစ်အနောက်ဘက်ချင်းတောင်ဒေသကနေဘိုးပြည့်နဲ့မဲအိမ်တို့လင်မယားကလည်းသားသမီးလေးယောက်ကိုခေါ်ယူပြီးတော့လက်ပံရှည်ရွာကိုပြောင်းရွှေ့လာခဲ့ကြပါတယ်တကြီးလင်မယားနဲ့လည်းခင်မင်းရင်းနှီးပြီးတော့တိမ်နဲ့တိမ်ကိုလူဆက်ဆံလာခဲ့ကြပါတယ်တကြီးဘိုးနောင်နဲ့မဲဖြူတို့ကနေသားတယောက်ထွန်းကားရပညာရှိအမတ်ကြီးဘိုးရစာကိုအစွဲပြုပြီးတော့မောင်ရစာလို့အမည်ပေးခဲ့ပါတယ်နောက်ခါတော့ဘိုးရစာလို့ပဲတွင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ဘိုးပြည့်နဲ့မဲအိမ်တို့ကနေသားသမီးရှင်ရင်၄ယောက်အပြင်သမီးငယ်တယောက်ထွန်းကားပြန်ရမဲဝါလို့အမည်တွင်ပါတယ်ဘိုးပြည့်နဲ့မဲအိမ်တို့ကအဲ့ဒီခါမှာသမီးကြီးမဲတွန်းနောက်သမီးမဲချမ်းမဲလွန်တားဘိုးညိုဆန်နဲ့သမီးငယ်မဲဝါဆိုပြီးတော့သားသမီး9ယောက်ဖွားမြင်ခဲ့ပါတယ်တကြီးဘိုးနောက်ကွယ်လွန်တဲ့အခါမှာဇနီးမဲအိမ်ဖြူကတပင်လဲမှုတပင်ထူဆိုလိုပဲနောက်အိမ်အောင်ပြုပြန်ပါတယ်နောက်အိမ်အောင်ကတော့တခြားသူတော့မဟုတ်ပါဘူးမဲရင်းဆိုရင်လည်းဖြစ်အာကိုရသူလည်းဖြစ်တဲ့ဘိုးပြည့်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘိုးပြည့်ကမယားမဲအိမ်ကွယ်လွန်လို့မုံစိုးဖို့ဖြစ်နေပြီးတော့မုံစိုးဖို့နဲ့မုံစိုးမချင်းဖြစ်လို့အဆင်ပြေကြပါတယ်အဲ့ဒီအချိန်မှာတကြီးမျိုးနဲ့ဆွဲမောင်ရစာကအသက်အရွယ်ငယ်သေးတာကြောင့်ဘိုးပြည့်ကပဲရင်ငွေပိုက်ဖြစ်ထားကတကြီးရတို့ကိုဆက်လက်ထိုင်ရွက်စေခဲ့ပါတယ်အဲ့လိုနဲ့ပဲမောင်ရစာအရွယ်ရောက်တဲ့အခါမှာဘိုးပြည့်ရဲ့ပါရင်သမီးဦးမဲတွန်းနဲ့လက်ဆက်ပေးပြန်ပါတယ်အဲ့ဒါကြောင့်ဘိုးပြည့်ဘက်ကကြည့်ရင်တော့မိမိရဲ့သားနဲ့လင်ပါသမီးတို့ဖြစ်ပါတယ်ဘိုးရစာနဲ့မဲတွန်းတို့ကနေဘိုးအောင်မဲပြေမဲတလုံးမဲကုံဘိုးနင်းဆိုပြီးတော့သမီး3ယောက်သား2ယောက်ဖွားမြင်ပါတယ်ဘိုးပြည့်မှာအထက်မရမဲအိမ်နဲ့မွေးဖွားခဲ့တဲ့တားဘိုးမြတ်ညိုဆန်ကအရွယ်ရောက်တော့မဲမြက်လူနဲ့အိမ်တော်ပြရတားဘိုးရွေးကိုဖွားမြင်ပါတယ်အဲ့ဒီနောက်မဲငိမ့်ရနဲ့ထက်မှန်အိမ်တော်ပြတဲ့အခါမှာတော့ဘိုးတင်ဘိုးအောင်နဲ့မင်းအောင်ဆိုတဲ့သား3ယောက်နဲ့သမီးမဲအေးပေါင်းသားသမီး4ယောက်ဖွားမြင်ပါတယ်မဲမြက်လာကမွေးတဲ့တားဘိုးရွေးနဲ့ဆိုတော့သားသမီးက9ယောက်ဖြစ်ပါတယ်အဲ့ဒီသားသမီး9ယောက်ထဲကမှဘိုးအောင်ဆိုတာကတော့နောက်ဘိုးအောင်အမည်နဲ့ထင်ရှားလာမဲ့သူတို့သားပဲဖြစ်ပါတယ်ဘိုးပြည့်နဲ့မဲအိမ်တို့ကမွေးတဲ့သမီးမဲလုံးမဲဝါတို့ကတော့အိမ်တော်ပြူချင်းမရှိလို့မျိုးနဲ့ဆက်မရှိပါဘူးဒါပေမဲ့မဲချင်းအိမ်တော်ပြရမှာတော့ဘိုးကုန်းအမည်ရှိသားတယောက်ထွန်းကားပါတယ်အရွယ်ရောက်တဲ့အခါမှာတော့ရဟန်းပြူသွားပါတယ်အဲ့ဒါကြောင့်ဘိုးအောင်ဖြစ်လာမဲ့ဘိုးအောင်ရဲ့ဆွေစဉ်မျိုးဆက်စင်းရင်ကိုလေ့လာတဲ့အခါမှာတော့အဖေဘိုးမြတ်ညိုဆန်အမိမဲငိမ့်တို့ကနေဖွားမြင်ပါတယ်ညီကိုမောင်နှမရင်း3ယောက်ဘိုးတင်မဲအေးနဲ့မင်းအောင်တို့ရှိပါတယ်အဖေတူမေးခွဲအကိုဘိုးရွေးတယောက်ရှိတယ်ဘိုးမြတ်ဆန်ရဲ့သားသမီးများအနက်အနေတူသားချင်း4ယောက်မှာဘိုးအောင်ကတော့ဒုတိယသားဖြစ်ပါတယ်ဝမ်းခွဲညီကိုမောင်နှမတွေကတော့အကြီးကြီးမဲချမ်းကမွေးတဲ့ဘိုးကွန်ဝမ်းခွဲအကိုတယောက်ဘိုးရစာနဲ့မဲတွန်းတို့ကမွေးတဲ့ဘိုးအောင်ဘိုးနစ်ကြီးဝမ်းခွဲအကို2ယောက်မဲပြေမဲတလုံးမဲကုံဝမ်းခွဲနှမ3ယောက်ရှိပါတယ်စုစုပေါင်းတော့ဘိုးအောင်မှာတာချင်းအပြင်နှမရင်း2ယောက်အကိုရင်း1ယောက်ဝမ်းခွဲအကို3ယောက်ဝမ်းခွဲနှမ3ယောက်ဆိုပြီးတော့အသီးသီးရှိရဲလို့သိရှိရပါတယ်တပန်းဆက်နွယ်သူတွေကိုစစ်စစ်တဲ့အခါမှာတော့နှမမဲအေးကတိုးစာနဲ့အိမ်တော်ပြရဘိုးပက်လီဘိုးဆန်ဝီဘိုးရွှေအင်းမဲအုပ်ဆိုတဲ့သားသမီး4ယောက်ထွန်းကားပါတယ်ညီထွေးဘိုးမင်းရောင်ကမဲမင်းရုံးနဲ့အိမ်တော်ပြတဲ့အခါမှာသမီးမဲရွှေမမဲမက်ကြီးမဲဖြူစင်3ယောက်နဲ့တားဘိုးထွန်းမြိုင်ဘိုးဆောင်ဝင်း2ယောက်တို့ကိုဖွားမြင်ပါတယ်ဘိုးဘိုးအောင်ရဲ့တူနဲ့တူမများဖြစ်ပါတယ်စုစုပေါင်း9ယောက်တူမ4ယောက်ပေါင်း9ယောက်ဖြစ်ပါတယ်တခြားညီကိုမောင်နှမတွေကနေပေါက်ဖွားသူများလည်းရှိအောင်ပဲဖြစ်ပါတယ်ဒါကြောင့်ဘိုးဘိုးအောင်ကအိမ်အောင်မပြုတ်လို့တာသမီးအဆက်အနွယ်ပြက်ပေမဲ့လည်းတူတူမတွေကနေဆက်လက်ပေါက်ဖွားသူတွေနဲ့ပြည်မြို့နယ်နဲ့တောင်ကြီးမြို့နယ်တွေမှာရခုတိုင်ရှိနေကြပါတယ်အဲ့ဒီသူတွေကတော့မိမိတို့ဘိုးဘိတ်တော်ဆက်တဲ့ဘိုးဘိုးအောင်အကြောင်းကိုမိဘစင်ဆက်မှတ်သားခဲ့ကြတဲ့အတိုင်းအချမချပြောနိုင်ကြပါတယ်အဲ့ဒါကြောင့်ဘိုးဘိုးအောင်ကဒန်းနာကြီးမဟုတ်ဘဲတကယ်အစစ်အမှန်ရှိခဲ့တဲ့ပုဂ္ဂိုလ်တို့အဖြစ်ရုံမားတန်နေရရှိစရာတော့မလိုတော့ပါဘူးဘိုးဘိုးအောင်ကမောင်ဘိုးအောင်ရဲ့ဖွားတက်ဂရိတ်ကိုတော့အတိအကျမသိရှိရပါဘူးဒါပေမဲ့ဘိုးတော်မင်းတရားဖြစ်လာတဲ့မောင်ဝိုင်းနဲ့ကျောင်းနေပဲတငယ်ချင်းဖြစ်တော့မောင်ဝိုင်းကို1160ခုနှစ်မှာဖွားမြင်ခဲ့တယ်လို့မြန်မာရာဇဝင်ကြီးတွေမှာအခိုင်အမာဆိုထားပါတယ်ဒါကြောင့်ဘိုးအောင်ကိုလည်းအဲ့ဒီနေ့ဒါမှမဟုတ်အဲ့ဒီနေ့ပတ်ဝန်းကျင်မှာဖွားမြင်ခဲ့လိမ့်မယ်လို့ယူဆရပါတယ်။ယခုဆိုရင်တော့ဘိုးဘိုးအောင်ရဲ့တက်တော်ကတော့200ကျော်ခန့်ရှိခဲ့ပြီလို့သိနိုင်ပါတယ်။200ကျော်ဆိုတာကတော့တမိုင်းမျက်စိနဲ့ကြည့်ရင်ရှည်လျားလာတဲ့ကာလမဟုတ်ပါဘူး။နှစ်ပေါင်း2300ကဒဏ္ဍာရီမဟုတ်ပါဘူး။မနေ့တနေ့ကတကယ်ရှိနေခဲ့တဲ့ပုဂ္ဂိုလ်တယောက်သာဖြစ်ပါတယ်။မောင်အောင်ရဲ့မိဘတွေကသားသမီးတွေများတာကြောင့်အစာအုပ်ကြီးလာပါတယ်။လင်ကိုမယားလောက်ကင်စားရတာကတော့မလွယ်ကူလာပါဘူး။ဒါကြောင့်အခြေအနေကောင်းလို့ကောင်း냐အယောင်းဝယ်ပို့ပြီးတော့ကောင်းမဲ့တောင်ကြီးမြို့ကိုပြောင်းရရင်တော့ကောင်းလိမ့်မလားလို့အကြံဖြစ်ပါတယ်။နောက်ဆုံးလင်မယား2ယောက်တိုင်ပင်ပြီးတော့လက်ဖက်ရှည်ရွာကိုဆုံးကတောင်ကြီးမြို့ရဲ့စင်ကြေပုံရက်ကွက်တကုံနိုင်ကုန်းမှာအခြေချနေထိုင်ပြီးတော့မြေလို့ရောင်လို့မှာဟင်းသင်းဟင်းရဲ့စိုက်ပျိုးရောင်းချကနေထိုင်ကြပါတယ်။မိဘတွေကတော့ဘလောက်ပဲစင်းရဲစီကမူမိမိရဲ့ရင်သွေးကိုစားတက်မြောက်စေခြင်းရတယ်။အဲ့ဒီခါကဘုန်းကြီးကျောင်းတွေမှာအလဲကားစာသင်ပေးုံမျှမကဘဲနဲ့စိုးချင်းဟင်းချန်တွေကိုစေတနာနဲ့ကျွေးမွေးကြလေပါတယ်။အဲ့ဒါကြောင့်တားမဘိုးအောင်ကိုတောင်ကြီးမြို့ရှိရွှေရင်းအောင်စိတ်တော်အရှိဘကျင်းဒီကျောင်းဆရာတော်ရဲ့ကျောင်းမှာအနံပြီးတော့ပညာသင်ကြားစေပါတယ်။ကျင်းဒီကျောင်းလို့ခေါ်ပေမဲ့လည်းအမှန်ကတော့ဇေယမင်္ဂလာကျောင်းလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းကျောင်းရဲ့တောင်ဘက်မှာရှေးကကျင်းဒီစာများတွေ့ရှိရတဲ့ကျင်းဒီကျောင်းရှိတာကြောင့်အဲ့ဒီကျောင်းကိုအစွဲပြုပြီးတော့ဇေယမင်္ဂလာကျောင်းလိုက်ကိုကျင်းဒီကျောင်းလို့ပဲအလွယ်ခေါ်ဆိုလာကြတာဖြစ်ပါတယ်။အဲ့ဒီကျောင်းမှာစစ်သားမျိုးတကြီးရဲ့သားမောင်မြတ်ကြီးလည်းလာရောက်ပညာသင်ကြားနေတာကြောင့်မောင်ဘိုးအောင်နဲ့မောင်မြတ်ကြီးတို့ကအလွန်ချစ်ခင်ရင်းနှီးတဲ့တငယ်ချင်းဖြစ်ကိုရောက်ရှိကြပါတယ်။စစ်တဘောချင်းလဲတူဝန္ဒနာချင်းလဲတူတာကြောင့်သူတို့ချင်းချင်းတရင်လွေ့လွေ့ပေါင်းဖက်တွေ့ကြတော့ပါတယ်။
တငယ်ချင်းအများအပြားရှိပေမဲ့လည်းဇင်ရိုက်တူချင်းပို့ပြီးတော့ခင်မင်ကြတာကတော့ဓမ္မတာပဲဖြစ်ပါတယ်။မောင်ဘိုးအောင်ကညံကောင်းတယ်လုံလရိယာရှိတယ်။စာကိုမရရအောင်ချက်တယ်။စာမရရင်မထားတဲ့ဆွဲကောင်းတယ်။ဆရာသမားကိုလည်းယူသေးတယ်။အိမ်ကမုတ်ပဲတည်စားပါရင်တငယ်ချင်းတွေကိုလည်းခေါ်ယူပြီးတတ်တယ်။ရိုးရိုးအေးနေတတ်တယ်။ဒါကြောင့်မောင်အောင်ကိုအကြောင်းသားတွေအားလုံးကချစ်ခင်ကြတယ်။မောင်အောင်ကဆင်းရဲနှံပါတာကြောင့်အာဟာရချွတ်တယ်။ဒါကြောင့်ဝဲနာတွေပါရောက်တာကြောင့်တငယ်ချင်းတို့ကမောင်ဝဲလို့ခေါ်ကြတယ်။လူတစ်ယောက်ရဲ့ဘဝမှာကောင်းစားတဲ့အချိန်ကာလရှိတတ်ပေမဲ့လည်းလူတစ်ယောက်ကမွေးကြတဲ့အခါရွှေစွန်းတက်ပြီးတော့မွေးလာတာမဟုတ်ပါဘူး။အကောင်းကြီးပြောလို့လည်းမရပါဘူး။လူသားပြီးအကွေ့ကောက်အစဉ်အသက်ဒုက္ခအမျိုးမျိုးကိုဖျက်ချော်ခဲ့ရပါတယ်။ယောဂဝေဒနာကိုခံစားခဲ့ရတယ်။လောကီသိက္ခာများရလာတဲ့အခါမှာတော့အသက်ကိုယ်တော်ဆွဲဆန့်နိုင်တယ်။ဒါပေမဲ့လည်းအကျိုးပေးခွင့်မကြုံသေးတဲ့အခါမှာတော့ဆင်းရဲနွမ်းပါရတာကတော့မထူးဆန်းပါဘူး။ကျင်းနီကျောင်းဆရာတော်ကလောကုတ္တရာစာပေပရိယတ်တိနဲ့ပြည်စုံရုံသာမကဘဲနဲ့လောကီပညာရပ်များကိုလည်းတက်မြောက်ပါတယ်။အဲ့ဒီဒေသတစ်ဝိုက်မှာရုပ်ခွဲစိုးနဲ့တောင်ဆောင်နဲ့ဝိဇ္ဇာတပတ်တိများပျော်မြူးလေးရှိပါတယ်။ဒါကြောင့်အဲ့ဒီဒေသတစ်ခွင်မှာထူးခြားတဲ့ဖြစ်ရပ်တွေကိုမကြာခဏကြုံကြရတတ်ပါတယ်။တနေ့သောအခါမှာကျင်းနီကျောင်းဆရာတော်ကစွန့်ဖုံးပေးပြီးတဲ့နောက်မှာတော့ခိတ္တကျင်းတော်မူပါတယ်။ခဏအကြာမှာဝိဖြူစင်ကျဲဝစ်စင်ထားတဲ့လူသူတော်ပုဂ္ဂိုလ်တို့ကြွားရောက်လာပြီးတော့ဆရာတော်ကိုကျင်းနီကျောင်းအနောက်ဘက်မှာရှိတဲ့ရေကန်ကိုပင့်ဆောင်သွားပါတယ်။အဲ့ဒီနောက်ကန်အတွင်းကိုလက်ညှိုးညွှန်ပြပြီးတော့လူသူတော်ကတော့ပျောက်ကွယ်သွားပါတယ်။ဒီဖြစ်ပျက်ကတကယ်အဖြစ်ပျက်တော့မဟုတ်ပါဘူးအိမ်မက်မက်တော်မူတာပဲဖြစ်ပါတယ်ဒါပေမဲ့အိမ်မက်ကတကယ်ဖြစ်ပျက်တယ်လို့ခံစားရတယ်အိမ်မက်မက်တာကိုတော့မှမယုံနိုင်စရာဖြစ်ရပါတယ်ဒါပေမဲ့ဆရာတော်ကအလူတန်းကြွရောက်ရတာစာပေပရိယတ်တိပို့ချရတာတို့ကြောင့်အဲ့ဒီအိမ်မက်ကိုမိမိပြောက်ပြောက်နေကြတော့ပါတယ်တနေ့သောအခါမှာတော့ဆရာတော်ကအလူတစ်ခုကိုကြွရလဲမှာကိုထဲမပါတဲ့ကြောင်နဲ့ဥကောင်းတစ်လုံးကိုတွေ့ရှိရတယ်ကြောင်ဥကောင်းကအသက်ရှင်နေသလိုမျိုးမျက်ထောက်ခက်ရုံများမကဘဲနဲ့ပကတိကြောင်အရှင်လိုတောင်အော်လို့နေပြန်ပါတယ်ဆရာတော်ကကြောင်ဥကောင်းကိုကြောင်သားတူကိုကောက်ယူစီပြီးတော့ကြောင်ကိုပို့ထားစေနေပါတယ်အလူကနေပြန်ကြွလာတဲ့အခါမှာကြောင်ရဲ့ဥကောင်းကိုခွဲစိတ်ထုတ်ယူပြီးတော့အလွန်ရှားပါတဲ့ကြောင်နဲ့မျက်လုံးအမြူတွေကိုရရှိတော့ပါတယ်။ကြောင်နဲ့အမြူတွေမှာတာမန်ကြောင်နဲ့တိုင်းမှာရှိတဲ့မျက်လုံးအဝါအစိမ်းမျိုးမဟုတ်ဘဲနဲ့မျက်လုံးပါအယောင်ကမဲနဲ့တောက်ပြောင်နေလို့မကူရလုံးလိုမျိုးဖြစ်နေပါတယ်။အမှန်တကယ်တော့ဆရာတော်ရဲ့လောကီလောကုတ္တရာအားထုတ်မှုကြောင့်လူသလိုသုံးဆွဲဖို့အတွက်ဝိဇ္ဇာစောကြီးတွေကတွေ့ရအောင်လို့ဖန်တီးပြထားတာပဲဖြစ်ပါတယ်။ဒီနေ့သောအခါမှာတော့ဆရာတော်ကအိမ်မက်ကိုပြန်မြောင်းတရိရတော်မူပါတယ်။အိမ်မက်ကတော့အကြောင်းမဲ့မဟုတ်တန်ရအကြောင်းတစ်ခုကိုသွားပဲရရှိတယ်လူသူတော်ညွှန်ပြတဲ့ကျင်းနီကန်ကိုသွားရောက်ကြည့်ရှုမှတော်မယ်လို့ဘသူကမှအတိမပေးဘဲနဲ့ရေကန်ကိုဆင်းချသွားတော့ပါတယ်ရေကန်ဆက်ကိုရောက်တဲ့အခါမှာတီးပြီးတပင်းအောင်မှာတစုံတစ်ခုကိုချင်းမြင့်ခတ်မိတာကြောင့်စူးစမ်းကြည့်မိပါတယ်ချင်းနဲ့ခတ်မိတဲ့အရာကတော့တခြားမဟုတ်ဘဲနဲ့ကျင်းနီပရပိုက်ဖြစ်နေပါတယ်ဆရာတော်ကပရပိုက်ကောက်ယူစီးကြောပြီးကျောင်းမော်ကိုယူဆောင်တင်ဆက်ထားပါတယ်ဆရာတော်ကကျင်းနီပရပိုက်ကိုဖတ်ရှုပြီးတော့ပါရှိတဲ့အစီရင်တို့နဲ့လောကီသိက္ခာရကောင်းရပေတယ်ဘသူကမှမပြောပြတာကြောင့်မသိကြရပါဘူးမောင်အောင်တယောက်ကလည်းကျောင်းစာဖတ်ရင်စာကြရင်နဲ့ပြေးလွှားကစားရင်းနဲ့အချိန်ကုန်ပြီးတော့ဆရာတော်ကိုလည်းမကြည့်မကပ်မိရှိမိပါတယ်ကာလအတန်ကြာတဲ့အခါမှာတော့ကျင်းနီကျောင်းဆရာတော်ပြန်လွန်တော်မူပါတယ်တချို့ကတော့ဆရာတော်ကအင်းစမသိဋ္ဌိပေါင်းလို့အသေးထွက်တော်မူတယ်လို့ပြောကြပါတယ်အယိုးကောက်ပြီးလို့ဂုဏ်သိမ်းပြီးတဲ့အခါမှာတပည့်ကြီးသုံးပါဖြစ်တဲ့ဥလက္ခဏဥဟာစရာဥဟာဒိဆာတို့ကဆရာတော်ကြီးရဲ့ပစ္စည်းပရိဘောကဝယ်ယူပဏ္ဏလက်ဟုပဏ္ဏတွေကိုခွဲဝေယူကြပါတယ်ကျန်ဥပစင်းတွေကလည်းရရှိတဲ့ပရိဘောကတို့နဲ့ကျင်းနေကြပါတယ်အဲ့ဒီခိုင်မှာမောင်အောင်တယောက်ကတော့ကျောင်းကနေကစားနေရကနေရင်ငက်တဲ့အတွက်ကြောင့်ရေတောက်ဖို့အတွက်ကျောင်းမော်ကိုတက်လာပါတယ်ဘုန်းတော်ကြီးဥလက္ခဏကမောင်အောင်ကိုလှမ်းခေါ်ပြီးတဲ့နောက်ကဲမောင်အောင်မင်းလည်းပဲဆရာတော်ကြီးရဲ့တပည့်တူပဲအဲ့တော့အမွေနှစ်ကိုမင်းလည်းရတင်တာပေါ့ကဲအဲ့တော့မင်းကဒီကောင်းကြီးကိုယူဖို့ကွာလို့ကြီးစေတဲ့သဘောနဲ့အလျားနှစ်တောင်အနန္တတောင်ငန်းရှိတဲ့ညစ်ပေနေတဲ့ကောင်းကြီးကိုပြစ်ပေးလိုက်ပါတယ်ချစ်ကြောက်ရွသေးတာကြောင့်ပြစ်ပေးလိုက်တဲ့ကောင်းဟောင်းကြီးကိုပဲလက်ခံကောက်ယူကမိမိရဲ့အိယာကောင်းရင်မှာတင်ထားလိုက်ပါတယ်မောင်အောင်ကကျမ်းပေါ်မှာတင်မုံချပြီးတော့ကျမ်းကိုလက်ထောက်ပြီးစာရေးလေးရှိတဲ့အခါမှာလက်နာတာကြောင့်ခေါင်းကြီးကိုလက်ထောက်ကစာရေးတော့ပါတယ်။အဲ့ဒီနေ့တိုင်းနေ့စဉ်ခေါင်းကိုလက်ထောက်ပဲများလာတဲ့အခါမှာတော့ခေါင်းကြီးကပေါက်ပြေးစပြုတ်လေတော့ပါတယ်။မောင်အောင်ကတော့လက်ထောက်ရင်းနဲ့ခေါင်းထဲမှာမမအရာဝတ္ထုကိုလက်နဲ့ထောက်မိပါတယ်။ဒါပေမဲ့မောင်အောင်ကအစာကိုသာအာယုံစိုက်နေရတာကြောင့်ဘာကိုမှမစင်စားမိပဲရှိနေပါတယ်။ဒါပေမဲ့တနေ့သောအခါမှာတော့တိုက်စရာတစုရောက်ရှိလာပြီးရွှေရင်းအောင်စိတော့အရှိဘက်မှာရှိတဲ့ဖျားတက်စုတောင်ဘက်အဝင်ချင်းသေးရုပ်ကြီးတယောက်ရဲ့ခြေထောက်အောက်မှာတူဖော်ကြပါတယ်။အဲ့လိုတူဖော်ရမှာတော့ငွေဦးတစ်လုံးရရှိတော့ပါတယ်။အဲ့ဒီအကြောင်းကိုဦးစင်းတွေကကြားသိကြလို့တိုက်စာကြပုံတွေကိုတပားစီကပြောဆိုကြတယ်။မောင်အောင်လည်းအနားမှာရှိလို့စိတ်ဝင်စားစားနဲ့နားထောင်မိကြပါတယ်။ကိုတော့ကျုပ်တို့ဆရာတော်ကြီးလည်းကျင်းနီပရပိုက်ရဘူးတဲ့။ဟုတ်တယ်ဆရာတော်ဖတ်ဖတ်နေရဦးစင်းလည်းမြင်မှုတယ်။ဒါဆိုရင်ကျေးပရပိုက်ကအခုမရောက်နေတာလေ။အေးကိုတော်ပြောမှသတိရတယ်။ဘာမှထားခဲ့မှလည်းမသိဘူး။ဦးစင်းတို့လည်းဆရာတော်ကြီးပြန်လုံတော်မမူခင်နေရမတွေ့တော့တာလေ။ဘယ်တွေ့မှလဲကိုတော်ရဲ့အဲ့ဒီပရပိုက်ကအတော်ထူးကြရဲ့လို့ကြားဘူးတယ်။ကျုပ်တို့လည်းဆရာတော်ကြီးကိုကြောက်တာနဲ့မမေ့ရခဲ့ဘူးလေ။အင်မတန်အဖိုးတန်တဲ့လွယ်လောကီပညာတွေပါမယ်တော့ထင်တာပဲ။သိကြတာပေါ့ကိုတော်အဲ့ဒီပရပိုက်တော့ရှားပုံတော့ဖွေအောင်ပါပဲ။ဒါပေမဲ့တင်းလုံးစာပြောင်းနေတော့ခက်တယ်ကိုတော်ရ။မောင်တယောက်ကတော့အမှတ်တမဲ့လိုပဲနေရာကနေထားကမိမိရဲ့အိယာကိုသွားပြီးလက်ထောက်နေကြခေါင်းကြီးကိုဖောက်ပြေကအထက်ကအရာဝတ္ထုကိုစမ်းကင်ပြီးထုတ်လိုက်ပါတယ်။ဟာကျင်းနီပရပိုက်ပါလား။မောင်ကအံ့ဩဝမ်းသာနေတယ်။ဥပစင်းတွေကိုအတိပေးလို့လည်းမဖြစ်လောဘသားတွေဖြစ်ပါတယ်။
ငါနဲ့ထိုက်လို့ငါရတာပဲ။မောင်အောင်ကတိုးတိုးတိတ်တိတ်တယောက်တည်းပြောကပရပိုက်ကြီးကိုသူတစ်ပါးမမြင်ရအောင်လုံခြုံဆောင်ဖတ်ထားတော့တယ်။မောင်အောင်ဖို့ကံကောင်းလာတယ်။အများတကာကတမန်တမောရှာဖွေနေကြတဲ့ပရပိုက်ကြီးကသူ့ရဲ့လက်ဝဲကိုဆိုက်ဆိုက်မြတ်မြတ်ရောက်ရှိလာခဲ့ပါတယ်။မောင်အောင်ကလူသူကင်းရှင်းတဲ့အခါတိုင်းကျင်းနီပရပိုက်ကိုဖွင့်ပြီးဖတ်ရှုလေ့လာတယ်။စိတ်ပါဝင်စားလာတာကြောင့်နေရောညပါလေ့လာတယ်။လွတ်လွတ်လပ်လပ်လေ့လာရအောင်လို့ကျင်းနီကျောင်းနဲ့ဆက်ဆက်နေတဲ့ရွှေကျောင်းတွေကိုသွားပြီးတော့လေ့လာပါတယ်။၎င်းရဲ့ပညာပါရမီကြောင့်ဉာဏ်အမြင်လည်းထက်မြက်လာတယ်။ခက်ခဲလှုပ်ဝက်တဲ့အချက်အချို့ကိုနားမလည်တာကြောင့်ကျောင်းနိုင်စရာတော့ဦးလက္ခဏာကိုမေးမြန်းလျှောက်ထားရပါတယ်။ကျင်းနီပရပိုက်ကိုရရှိလေ့လာမိတာကနေစပြီးတခြားစာတွေကိုလျှော့ကအင်းစမအတက်ကိုသာမပြတ်လေ့ကျင့်တော့ပါတယ်။သူလေ့ကျင့်နေတဲ့အင်းအစီရင်တွေကထွက်ရလန်းအတွက်အကျိုးပြုတာကိုမအောင်နားလည်ထားပါတယ်။အကွက်တွေမှာအခရာဒါမှမဟုတ်ကိန်းဂဏန်းများသွင်းခြင်းဖြစ်ပြီးစနစ်တကျနီးမှန်လျင်တော့အင်းအခရာတို့ကအစွမ်းတတ္တိအသီးသီးကိုပေါ်ထွန်းစေပါတယ်။ကျနာမှန်ကန်တဲ့နီကိုရှာဖွေတွေ့ရှိသူတို့အတွက်တော့အောင်မန်းစင်ကြမြဲပဲဖြစ်ပါတယ်။မောင်အောင်ကမိမိရဲ့လက်ဝဲမှာကြေးပရပိုက်ရရှိထားကြောင်းကိုဆရာတော်ကိုဓာတ်ရိုက်မလျှောက်ထားပါဘူး။ဒါပေမဲ့အင်းစမအကြောင်းတွေကိုမေးဖက်များတော့မောင်အောင်တယောက်ကအင်းပညာတွေကိုလေ့ကျင့်နေတာကိုရိပ်စားမိလာတယ်။ဒါပေမဲ့လည်းဆရာတော်ကမောင်အောင်ကိုအထင်မကြီးပါဘူး။မောင်အောင်နဲ့ပရပိုက်ကိုလည်းဆက်ဆက်လို့တော့မှမစင်စားမိပါဘူး။မောင်အောင်ကိုအကဲခတ်မိတဲ့အခါမှာအင်းစမတို့ကသာရေးချွတ်ရွတ်ဆိုနေတာကိုတွေ့တာကြောင့်မောင်အောင်တယောက်ကတော့အင်းယူယူနေရောသလားလို့တွေးတော့ယုံသားရှိခဲ့ပါတယ်။မောင်အောင်ကတော့ကြေးပရပိုက်ကနီးတွေကိုလက်တွေ့လေးလာရေးသားနေရတနေ့မှတိမ်ဝင်တပိတ်ကွဲပြီးတော့အင်းတစ်ခွက်ချပြီးမိမိရဲ့မိခင်ဒေါ်ငိမ့်ရရဲ့ဝင်းနံကိုသွင်းပါတယ်။အဲ့ဒီအင်းကိုစုံဟင်းယူသွားရင်းနဲ့မိခင်ထိုင်နေကြမိဖို့အောင်မှာမတိမတာမြှုပ်ထားလိုက်ပါတယ်။မောင်အောင်ပြန်သွားပြီးတော့မိခင်ကမိဖို့တွေကိုဝင်ပြီးထိုင်နေကြနေရမှာထိုင်လိုက်တဲ့အခါမှာတော့ရုတ်တရက်လေးချပြီးတက်ချက်သွားပါတယ်။အတန်ကြားတာကြောင့်အင်းကြီးတွေကလာရောက်ပြီးတက်တက်မြမန်းမှုတ်ကူတာကြပေမဲ့လည်းမတတ်တာပါဘူး။မောင်အောင်ရဲ့ဖခင်ဦးမြတ်ဆန်းညုကလည်းကြပြကြရသမားတော်တွေကိုတွားရောက်ပင့်ခေါ်ပြီးအပြန်မှာတော့မောင်အောင်ထံဝင်ရောက်ပြောပြရမောင်အောင်ကမိမိရဲ့အင်းတက်နဲ့ပြုတ်လို့ထားတာဖြစ်ကြောင်းကိုသိလိုက်ပါတယ်။ဖခင်ကတော့ဘာမှမပြောဘဲဖခင်နဲ့အတူအင်းကိုလိုက်လာပြီးတော့မိမိမြုပ်ထားတဲ့အင်းကိုဖော်ယူဖယ်ရှားလိုက်ပါတယ်။အဲ့ဒီအခါကျမှမိခင်ကတမားတော်ရဲ့စိတ်ဒုက္ခမတောက်ရဘဲနဲ့အကောင်းပကတိပြန်ဖြစ်သွားပါတယ်။လူများကလည်းအံ့ဩကြတယ်။မောင်အောင်ကတော့ဘသူကိုမှမပြောဘဲမိခင်ချင်းကိုပြမမိတဲ့မြကြောလိုက်ပါတယ်။တခြားသူကိုအင်းဆန်းမိလို့ရှိရင်တကယ်လို့အင်းဆန်းပြခဲ့တော့ဒုက္ခရောက်ပြီးတော့မိမိအနေနဲ့အင်းကိုဝင်ရောက်ဖြစ်စင်းခွင့်မရမှာကိုဆိုပါတယ်။ဘာမှဒုက္ခအကြီးကျယ်မရောက်နိုင်တာကိုသိရလေမိခင်ကိုပဲအရင်တည်ပြီးပညာဆန်းတာဖြစ်ပါတယ်။မောင်အောင်ကမိမိအင်းများထိအောင်မှုအစမ်းတတိကိုယုံကြည်လာတဲ့အတိုင်းပဲတခြားသောအရေးကြီးတဲ့အင်းတွေကိုလည်းရုံရုံကြည်ကြည်နဲ့လေ့ကျင့်တော့ပါတယ်။မောင်ဖိုးအောင်ကစိတ်ကိုလည်းစမ်းသက်လို့ပြန်နေစေးစမ်းမှုအခွင့်ကိုစောင့်နေပြီးတော့စိတ်ကူးရတာနဲ့ရွာတွေကကြက်ဆန်တစ်ခုကိုသွားပြီးကြက်ရှင်တစ်ကောင်ကိုတောင်းဝင်ခဲ့ပါတယ်။ကျောင်းကိုရောက်တဲ့အခါမှာတော့မိမိစင်ရင်ထားတဲ့စေးနေငယ်ကိုကြက်ကိုတုပ်ပြီးတငယ်ချင်းများနဲ့အငင်းခုန်ပြုလုပ်ပါတယ်။ဟိတ်ဆောင်းဝမင်းတို့ဟောဒီကြက်ကိုတတ်နိုင်ရဲ့လားအမလေးဘိုးအောင်ရကြက်ပဲလူကတတ်ရင်မသေးပဲနေပါမလားကွာတတ်နိုင်နေဆိုရင်တော့ကဲတက်ကွာသိလို့ရှိရင်ငါရောမတောင်းပါဘူးမင်းတို့တယောက်စီစမ်းကြပေါ့ဘသူတတ်နိုင်မလဲကြည့်ရတာပေါ့ကွာအဲ့လိုပြောဆိုပြီးတယောက်တည်းလဲကြက်ကိုလဲလင်ကကိုင်းမောက်တက်ကြပါတယ်ကြက်ကလွန်းလုံမြေပြန်ထားလာတယ်နောက်ဆုံးဘသူမှတရားမတတ်နိုင်ပဲရှိတော့တယ်အဲ့ဒီခါကျမှဘိုးအောင်ကကြက်ကိုရှာဘက်ကိုပြန်လွှတ်လိုက်တယ်အင်းမြမောင်အောင်ကအဆွမ်းပြခဲ့ပေမဲ့တငယ်ချင်းတွေကမောင်အောင်ရဲ့ဆွမ်းရည်ကိုသတိမထားကြပဲအမက်မဲ့သာနေခဲ့ကြပါတယ်မောင်အောင်ကပညာဆန်းမှုအခွင့်ကိုသာစောင့်နေပါတယ်။သူ့ရဲ့အင်းနဲ့ဆေးတို့ကအတော်ကိုခီးရောက်နေတာကိုလည်းသိတယ်။သူကတဆင့်တန်တဆင့်မြင့်နဲ့စွမ်းရည်ကိုစမ်းသပ်ကြည့်ဖို့ကြံစီပြန်ပါတယ်။အင်းစမလေးချက်မှုလှုပ်ထုံးတွေကိုမပြတ်ဖက်ရှုလေးလာစမ်းသပ်နေတယ်။တနေ့သောအခါမှာဆရာတော်ဦးလက္ခဏာနဲ့ကျောင်းမှာရှိတဲ့တန်ဃာတော်တွေကရွှေဆက်တော်ဘုရားပူဇော်ဖို့အစီအမံကြပါတယ်။အဲဒီခါမှာကျောင်းကိုဆောင်ရှောက်ဖို့မဘိုးအောင်နဲ့အရက်ထဲမှာဦးလုံးဆိုသူတို့ကိုအထူးတာဝန်ချထားပါတယ်။မောင်အောင်ကပေးတဲ့တာဝန်ကိုယူလိုက်တယ်။ဒါနဲ့ဆရာတော်တွေကလည်းစိတ်ချလက်ချကြွသွားကြပါတယ်။ဆရာတော်တို့ကရွှေဆက်တော်ကိုရောက်လောက်ချိန်မှာမောင်တယောက်ကတော့မိမိရဲ့ပညာတကုန်းနဲ့ရုံနံကိုခွာပြီးနံကိုရွှေဆက်တော်ကိုလှော်လိုက်တယ်။အဲဒီနံကမောင်ရဲ့ရုပ်ထုကိုဆောင်ပြီးတော့ရွှေဆက်တော်ကိုချက်ချင်းရောက်သွားပါတယ်။ရွှေဆက်တော်ကိုရောက်တဲ့အခါမှာတော့ဆရာတော်တို့ကြွသွားရနေရနဲ့ပြောဆိုရစကားတွေကိုမပြတ်မသားနားထောင်ပါတယ်။ညနေအခါကျောင်းကိုပြန်လာတယ်။နောက်တစ်နေ့မှလည်းအဲ့ဒီနေ့တိုင်းလိုက်ပြန်ပါတယ်။အဲ့ဒီနေ့နဲ့3ရက်တိုင်သွားရောက်ခဲ့ပါတယ်။မောင်အောင်ကဆရာတော်ကြီးပြန်သွားမယ်နေ့မှာမိမိပြည့်ရတဲ့ဝတ်တွေကိုမပြတ်အောင်လို့ပြုလုပ်ထားပါတယ်။ကျောင်းကိုလည်းတပြက်လေချင်းရှိပြည့်ချင်းများပြုလုပ်ထားတယ်။အဲဒီနောက်မကြမီမှာပဲဆရာတော်ကြီးပြန်ရောက်လာကြရာကျောင်းမှာမောင်အောင်နဲ့ဦးလုံးတို့ပြုပြင်ဆောက်ရှောက်ထားပုံကိုချီးမွမ်းကြပါတယ်။မောင်အောင်တယောက်ကတော့သူဖျားဖူးခဲ့ပုံတွေကိုတလုံးမကြံပြန်ပြောပြရှောက်ထားလိုက်တော့ပါတယ်။အဲဒီကမှဆရာတော်ဦးလက္ခဏာကလည်းအံ့ဩရတယ်။မောင်အောင်ရဲ့လောကီစွမ်းရည်တွေဘလောက်ပေါက်ရောက်နေပြီကိုလည်းသိရတော့ပါတယ်။တစ်ဆက်တည်းမှာပဲဒီလိုမျိုးအစွမ်းထလာတာကဆရာတော်ရဲ့ဂျင်းနီပရပိုက်ကိုရရှိလို့ပရပိုက်ပါနည်းတွေကိုလေးချက်ရကနေပြီးတော့အောင်မြင်ပေါက်ရောက်တာဖြစ်တယ်ကိုလည်းစဉ်းစားမိလာတယ်။ဦးလက္ခဏာကမောင်ပရပိုက်ကိုရခြင်းဟုတ်မဟုတ်စုံစမ်းတတိထားဖို့နဲ့နောက်ထပ်ဘလိုမျိုးအစွမ်းပြမှာကို၎င်းဘလိုမျိုးလေးကျင့်အားထုတ်မှာကို၎င်းစောင့်ကြည့်အခက်ခက်စေပါတယ်။မောင်ကိုရိုင်ကဖွင့်မပြောပေမဲ့အင်းကြောင့်မင်းမြတ်ပုံခက်ခဲတဲ့အနက်အတိတ်တွေမင်းမြတ်ပုံတွေကိုပြန်ပြောင်းကတတိယလာပါတယ်။
ဆရာတော်ကြီးပြန်လုံတော်မူပြီးကလေးကအစားအနာပြောက်ခဲ့တဲ့ကျင်းဒီပရပိုက်ကဘလိုမျိုးမောင်အောင်ထံကိုရောက်ရှိနေတာကိုတော့မတွေးတန်အောင်ဖြစ်လာပါတယ်။တစားတစားနဲ့မောင်အောင်ကျင်းဒီပရပိုက်ကိုမပေးလိုပါဘူး။အဲ့ဒီပရပိုက်ကြောင့်မိမိတက်သည့်ကျွမ်းကျင်တဲ့အင်းစမအနည်းတွေလည်းတိုးတက်အောင်မြင်လာပါတယ်။ဆက်လက်ပြီးတော့အားထုတ်ရင်တော့ကိုပြောင်းနေအာယုသိတိအသက်တန်းကိုဆွဲဆန့်ထားနေသိတိမြောက်ဖန်စီနီတွေကိုတက်မြောက်ပြီးတော့ထွက်ရလန်းကိုကိုဝင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဆရာတော်ကိုဒီလိုမျိုးလျှောက်ထားလိုက်ပါတယ်။တပည့်တော်ပရပိုက်ကိုယခုအခါမှာတော့မလူနိုင်သေးပါဘူးဖေ။ဒါပေမဲ့နောက်ကတပည့်တော်ကိစ္စပြီးမြောက်တဲ့အခါမှာတော့ဆရာတော်ကိုပဲလှူခဲ့ပါမယ်ဖေ။လို့မောင်အောင်ကဂရုပေးလိုက်ပါတယ်။မောင်အောင်ကမိမိရဲ့ပညာကိုအနည်းနည်းစမ်းသပ်ပြီးတဲ့နောက်မှာတော့ဆက်လက်ပြီးတော့ထူးထူးထွေထွေစမ်းသပ်လို့ပြန်နေ။သူကအမျိုးမျိုးပုံပုံစိတ်ကူးတယ်။နောက်ဆုံးစိတ်ကူးတစ်ခုရလာပါတယ်။အဲ့ဒီစိတ်ကူးကတော့တခြားတော့မဟုတ်ပါဘူး။မိမိရဲ့ဆေးစွမ်းကိုတက်ရှိသတ္တဝါများနဲ့စမ်းသပ်ဖို့ပဲဖြစ်ပါတယ်။သတ္တဝါလောကမှာတော့ကြီးကလူကိုကြောက်တတ်သောသတ္တဝါဖြစ်တာကြောင့်ခွေးကတော့တစ်ကောင်နဲ့တစ်ကောင်ရန်လိုတတ်တယ်စမှန်ခုတ်တတ်တဲ့သတ္တဝါဖြစ်တယ်။မအောင်ကအဲ့ဒီသတ္တဝါနှစ်မျိုးကိုအထူးတကွအစားအစာစားစေဖို့ရည်ရွယ်မိတယ်။မအောင်ကကျင်းဒီပရပိုက်မှာပါရှိတဲ့နေတိုင်းစိတ်ကြိမ်တို့တခြားကိုစီးရင်နေအဲ့ဒီနောက်ကျောင်းထိုင်စီရတော့ဦးလက္ခဏာကိုမိမိကအခွင့်များအားထမင်းကျွေးလို့ကြောင်းရှောက်ထားခွင့်တောင်းနေကြားရတဲ့ဥပစင်းများနဲ့လူတွေကမအောင်ကိုတော့စိတ်မနှံ့တာကြောင့်ထင်ရရှောက်လို့နေရလို့ထင်ကြပါတယ်။တချို့ကတော့စိတ်ထဲမှာတော့မထားဘဲနဲ့ဖွင့်ဟာပြီးတော့လှောင်ပြောင်ပြောဆိုရီမောကြပါတယ်။မအောင်အဖို့ကတော့အဆန်းတော်မဟုတ်တော့ပါဘူး။လူဆိုတာကကိုယ်စိတ်နဲ့ကိုယ်ကိုဖြစ်လို့လူတကူထစ်တလုံးရှိကြပါတယ်။ဒါကြောင့်မအောင်ကဘဝကိုတန်ဝေကယူပေးမယ်လေအနာဂတ်ကိုမျှော်မှန်းထားပြီးဖြစ်လို့စိတ်မပြတ်ပဲဆက်ရည်သာအားထုတ်ပါတယ်။ဆရာတော်ဦးလက္ခဏာကလည်းမအောင်ကိုတားလို့ရမှာမဟုတ်ကြောင်းသိတယ်။တနေ့သောအခါမှာရွှေပြည်စင်ကုန်းအရှိတ်လေးကျွန်းအောင်မြေဖျားတရားကုန်းမှာတည်ရှိတဲ့ဘိုးကောက်စရက်ကိုခွေးစာချက်ဖို့အတွက်မိုးပြဲတဲဦးများဆန့်များနဲ့ထင်းများကိုကုတဲ့ကောက်တဲ့တေးဦးလေးရရှိပါတယ်။လူအများကလည်းမအောင်လို့သမျှကိုအယူသပွဲသဘောထားပြီးတော့ပွဲကြည့်ပရိသတ်အဖြစ်စောင့်ကြည့်နေကြပါတယ်။နန်းနဲ့လင်းအောင်လာတဲ့အခါမှာတော့ထင်းတွေကိုခွဲပြီးခွေးစာစားပြီးကျိုးတယ်။အိုးတွေကိုဂရုစိုက်ပြီးတော့မှွေပေးတယ်။အိုးများတည်ထားခိုင်းမှာဖျားချမ်းတွေကိုတခွင်တစ်ပြေလုံးခင်းနေခွေးစာတွေကြက်တဲ့အခါမှာဖျားပေါ်မှာအဆုလိုက်ပုံထားပြီးရဲ့နောက်ကြီးရတခွင်တစ်မြင်မှာရှိတဲ့ခွေးပေါင်းတို့တင်းတို့အားငါသည်ဝါပြောအောင်အစာကျွေးမည်ငါဖိတ်ခေါ်ရကိုတင်းတို့လာကြကုန်လို့ပြောဆိုပြီးစေးကြိမ်လုံးနဲ့ဖျားဝါကိုတစ်ပြက်ပြက်ရိုက်ပါတယ်ရွာတွေကခွေးတွေကဘလို့မျိုးကြားကြသိကြတယ်မသိခွေးကိုခွေးပင်ခွေးပေါက်ဆမကြမ်းမောင်ခွေးရကိုပြစ်ထွက်လာကြတယ်ခွေးပရိသတ်ကြီးကဂုံးတော်တစ်ပြင်းလုံးစီကားလာပါတယ်မောင်အောင်ကလူတွေကိုကျွေးသလိုမျိုးပဲလိုရင်ထက်ထည့်ပြီးတော့အဝါကျွေးတယ်ခွေးတွေကလည်းစီကန်းရှိရှိစားကြတယ်တကောင်ကိုတကောင်ဦးစားပေးကြတယ်ခွေးကလေးတွေကအနှောက်အယှက်မရှိဘိုက်ပူနန်းကဖြစ်အောင်စားကြတယ်စားတော့ကြပြီးတော့စီကန်းရှိရှိခွေးစုခွဲပြီးမိမိရဲ့နေရာအသီးသီးကိုပြန်သွားကြပါတယ်။မိုးပြက်တဲကို3-4တဲလေးပြောင်းနေဖျားပေါ်မှာလည်းအကုန်အစင်စားသွားလို့ပြောင်းကျန်ခဲ့ပါတယ်။ကွဲရတစောင်းကနေလာကြည့်နေကြသူတွေကလည်းအံ့ဩနေကြတယ်။မအောင်ကိုအယူလို့သာအမှတ်ထားရတယ်။ဒီအယူကတခြားအယူတွေလိုမျိုးတော့မဟုတ်ပါဘူး။အယူသာဆိုတဲ့သူကောက်တဲ့စစ်စစ်နဲ့တက်ရက်တဲ့စေတနာရှိတဲ့အလုံနိုင်နေနဲ့အထူးသဖြင့်တော့ပြိဿန်နေအပေါ်မှာတော့ဩစာရှိတယ်။ထိုးချလာတဲ့အယူပါတကားလို့အတွေ့ရခက်ရပါတယ်။မောင်ရဲ့တရင်ကတော့ရွာနီးချုပ်ဆက်အထိပြန်ပြီးတော့လူအများကအမျိုးမျိုးဝေဖန်ကြတယ်။တရင်ကမြို့ဝင်မင်းမဟာသမိန်ထုံးနာကိုပေါက်ကြတော့ပါတယ်။တောင်ရင်းကြီးမြို့ဝင်ကထင်းနဲ့လှုပ်ကျန်လူယူနိုင်တဲ့လူစံကပေါ်ပေါက်လာပါကမိမိမှာတာဝန်မကင်းဖြစ်မှာဆိုတာကြောင့်မောင်အောင်ကိုမိဘနဲ့တကွဆင့်ခေါ်ရတော့ပါတယ်။မောင်အောင်ကဖခင်ဦးမြတ်ညိုစံမိခင်တော်ငင်းရတို့နဲ့အတူတောင်ရင်းကြီးမြို့ဝင်မင်းထံသွားရောက်ကြရပါတယ်။မောင်မင်းမှာထူးခြားတဲ့တကိုးသိတိရှိတယ်ဆိုတာမှန်သလား။မောင်အောင်ကဘာမှထင်ချက်မထားပဲမိသက်မြတ်ကိုအမှန်တိုင်းပြောပြပါတယ်။မြို့ဝင်စရိတ်ကတလုံးမကျန်ပရက်ပိုက်မှာရေးမှတ်တယ်။အဲဒီနောက်မိမိတောင်ကိုကင်းအောင်လို့မြို့ဝင်ကနေပြည်တော်ရွှေနန်းတော်ကြီးရောက်အစရင်ခံစာတင်သွင်းလျှောက်ထားလိုက်တယ်။မောင်အောင်တို့မိသားစုကိုလည်းဖမ်းဆီးထားလိုက်တယ်။ဒါပေမဲ့ဆရာတော်ဦးလက္ခဏာကြားသိပြီးအမိန့်နဲ့မောင်အောင်ကိုပြန်ခေါ်ယူသွားပါတယ်။ရက်ထဲရွာထဲမှာတော့မောင်အောင်ကိုလိုသူရှိတယ်လို့မလိုသူလည်းရှိပါတယ်။ဒါကြောင့်မောင်အောင်ကလူအများရဲ့အသက်စီးစိမ်လုံခြုံရေးအတွက်အန္တရာယ်ရှိသူဖြစ်ကြောင်းမင်းတရားကြီးကိုတော့တနေ့နေ့အန်တုမာထင်ကြောင်းတွေကိုပြောဆိုကြတာကြောင့်မြို့ဝင်မင်းကတော့မောင်အောင်ကိုစိတ်ချနိုင်ပဲရှိနေခဲ့ပါတယ်။မောင်အောင်ကမိမိရဲ့ထွက်ရလန်းကိုသာအားထုတ်ပြီးတော့နိုင်ငံကိုရံပြူးမဲ့သူမဟုတ်ကြောင်းကိုပြောပြပေးမယ်လေမြို့ဝင်မင်းကတော့မယုံကြည်ပါဘူးသူ့ရဲ့ယာတို့ထိခိုက်ပြီးတော့မင်းမြတ်တဲ့မှာကိုသာဆွေးရင်ပါတယ်ဒါကြောင့်မောင်အောင်ကိုဖမ်းဆီးထားဖို့အစီအစဉ်ပြုလုပ်ပြန်တော့တယ်မောင်အောင်တယောက်ကလည်းတကယ်လို့သာဖမ်းဆီးခံရမယ်ဆိုရင်တော့မိမိရဲ့အလုပ်ပြတ်တော့မှာကိုစိုးပြီးတော့အဖမ်းမခံမင်းနဲ့မိဘများကိုပါခေါ်ယူပြီးတော့အင်းကြီးကိုရုပ်ဖြတ်ပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီလိုတိန်ရှောင်နေစဉ်မှာဦးမြတ်ညိုဆန်နဲ့မင်းကြီးရတို့ကရာဇဝဘေးကိုဆွေးရင်တာကြောင့်မောင်အောင်ကိုရွှေအောင်ရှန်ဖျားနေဆရာတော်ထမအနံပြီးတော့ရှင်းသားမဏိဘောင်ကိုသွင်းလိုက်ပါတယ်မောင်အောင်လည်းတာမဏိဘဝနဲ့ပဲဆရာတော်ကြီးကိုဝတ်ချင်းဝင်ငယ်ပြုစုပြီးတော့အေးချမ်းစွာနဲ့နေပါတယ်တနေ့သောအခါမှာတော့ပကံမတိုက်ဆရာတစိုးတို့ကရွှေအောင်ရှန်ဖျားရှိဘက်မှာရှိတဲ့ရေကန်လေးမှာရွှေရုံးဝေကိုရှိကြောင်းတိုက်ကြတယ်ဆိုပြီးတော့ညအခါမှာလာရောက်တွေ့ဖို့ကြပါတယ်မောင်အောင်သိတော့တိုက်တူးရကိုတွားရောက်ကြည့်ရှုတယ်တိုက်ဆရာတွေကရွှေဦးငယ်ဦးကိုတွေ့တာကြောင့်ထွက်ယူကြတယ်။အိုးရီကြတာကြောင့်ကျင်းနဲ့သွားကြတယ်။မောင်အောင်ကရက်ကြည့်နေရကနေအိုးအောင်မှာကျင်းဒီပရိုဗိုက်တစုကိုမြင်လိုက်တာကြောင့်တိုက်ဆရာတွေပြန်သွားတဲ့အခါမှာတော့တွားရောက်ဖော်ယူပြီးတော့အကြောင်းကိုပြန်ခဲ့ပါတယ်။
မောင်အောင်ကပရပိုက်ရပြီးတဲ့နောက်မှာကျောင်းမှာမနေတော့ဘဲနဲ့ရွှေအောင်ရှန်ဖျားအနီတော်ထဲမှာသာနေပြီးတော့ထွက်ရပေါက်လုပ်ငန်းတွေကိုအားထုတ်ပါတယ်။မိမိအလုပ်ကိုသာအာရုံစိုက်ပြီးတော့မနေမနာကြိုးစားတယ်။ရွာလေးကိုအဝင်အထက်မပြုတ်တော့ပါဘူး။ဒါပေမဲ့ရွာသားတွေကသူ့ရဲ့အကြောင်းကိုပြောမဆုံးတော့တာလည်းအမှန်လေးပါပါတယ်။ပို့ပြီးတော့ချက်ကာပြောဆိုကြရလဲပါတယ်။တစားနဲ့စိုးရင်ထိတ်လန့်နေတဲ့မြို့ဝင်မင်းအတွက်တော့မောင်ကိုလှုပ်ထားဖို့အတွက်မဖြစ်နိုင်တော့ရှိတယ်။ဒါကြောင့်မြို့ဝင်မင်းကမင်းကြီးတပ်သားတချို့ကိုဆေးလို့ပြီးတော့မောင်ကိုဖမ်းခိုင်းတယ်။တပ်သားတွေကလည်းစုံစမ်းပြီးတော့ရွှေအောင်ရှန်ဖျားအနီးမောင်နေရာကြောက်တိုက်ကိုဝင်ရောက်ရှာဖွေတော့ပါတယ်။ဒါပေမဲ့မောင်ကိုတော့မတွေ့ရပါဘူး။ဆရာတော်ကလည်းမောင်ကကျောင်းမှာမနေတော့ဘဲနဲ့တောထဲမှာသာနေတာကိုလည်းရှင်းပြပါတယ်။ကျောင်းလိုက်ဆရာတော်ကမောင်အောင်ကနိုင်ငံကိုအနေနဲ့ပြုဖို့မပေါ်ပါဘူး။အေးစီရိုးသားပြီးတော့လူကောင်းတစ်ယောက်ဖြစ်တယ်။ဖန်ဆီးဖို့လည်းလူမှမဟုတ်ဘူးလို့မိကြားမိမယ်လေအထက်မြို့ဝင်မင်းကဆစ်လွတ်တာကြောင့်အမိတ်အာဏာအရမောင်အောင်နေထိုင်ရာတော်ရိတ်ကိုလိုက်ပါသွားကြပါတယ်။မောင်အောင်ရဲ့မိဘတွေကိုမြို့ဝင်ကဖန်ဆီးသွားတယ်လို့သိရှိရတဲ့အခါမှာတော့ဆရာတော်ဦးလက္ခဏာကမြို့ဝင်ရဲ့အိမ်ကိုကြွားသွားပြီးတော့မောင်အောင်ဘက်ကနေကစီးမိန်ကြပါတယ်။မောင်အောင်ကမြို့ရနိုင်ငံကိုနှောက်ယှက်ခြင်းမပြုခဲ့ကြောင်းမောင်အောင်ရဲ့မိဘတွေကိုပြန်လို့တင်ကြောင်းတွေကိုမိကြားတာကြောင့်နောက်ဆုံးမှာတော့မြို့ဝင်မင်းကမောင်အောင်ရဲ့မိဘတွေကိုပြန်လုပ်ပေးလိုက်ပါတယ်။မောင်အောင်လည်းရွှေအောင်ရှန်ဖျားအနီတော်ထဲမှာမနေတော့ဘဲနဲ့မိမိရဲ့ဇာတိလက်ပံရှည်ရွာအရှိဘက်မှာရှိတဲ့လက်ပံပင်ကြီးကိုအမိပြုပြီးတော့ထွက်ရလုပ်ငန်းတွေကိုဆက်လက်အားထုတ်ပါတယ်။မောင်အောင်ကမြန်မာနိုင်ငံအရရက်မှာရှိတဲ့ဖျားပထိုးတွေကိုဖူးမြော်လိုတဲ့ဆန္ဒပေါ်ပေါက်လာတယ်။တော်ရင်းနေမှာသာနေလို့မပြီးတာကြောင့်လိုအပ်တဲ့ကိစ္စတွေကိုလှည့်လည်ဆောင်ရွက်ဖို့လိုအပ်တယ်။အဲဒါကြောင့်ပထမဦးစွာပြည်မြို့ကိုသွားရောက်ပြီးတော့ရွှေစံတော်စီတော်ကိုဖူးမြော်ပါတယ်။ရွှေစံတော်ကုန်းတစ်ဝိုက်မှာအတက်ကြားနေထိုင်ပြီးတော့နေဗန္ဒာတော်တစ်ခွင်မှာလည်းလှည့်လည်ပြီးတော့ထွက်ရလုပ်ငန်းတွေကိုဆောင်ရွက်တယ်။ပြည်တော်ဝိုက်မှာရှိတဲ့တောတောင်ရှုံမြောင်းတို့မှာတာယာတာကြောင့်မောင်အောင်ကပြည်တော်ဝိုက်မှာပဲဆက်လက်ပြီးတော့နေထိုင်ပါတယ်။ပြည်မြို့မှာလှည့်လည်ပြီးတော့ဖျားပထိုးတွေကိုဖူးမြော်ခြင်းမှာအင်းထထောင်အရက်ကိုရောက်သွားပါတယ်။အဲ့ဒီရက်မှာနေထိုင်ခြင်းမှာပဲအပေါင်းအသင်းမိတ်ဆွေတစ်တွေလည်းတိုးလာတယ်။တယောက်သဘောကိုတယောက်နားလေပြီးတော့ခင်မင်းဆုံးမိတ်ဆွေနှစ်ယောက်ကတော့မောင်မြတ်နဲ့မောင်ဝိုင်းတို့ဖြစ်ပါတယ်။သူတို့ကသွားတူစားတူဖြစ်ကြတယ်။ငယ်ပေါင်းတွေလိုမျိုးပဲတူပေါ်တူဆောင်းရှောက်စေတနာထားကြတယ်။ဒီခါမှာမောင်ဝိုင်းဆိုတာကတော့တခြားသူမဟုတ်ပါဘူး။နောက်ခါမှာတော့အမရပူရာမှာနန်းတက်မဲ့ဘိုးတော်မင်းတရားငယ်ရွယ်စဉ်မောင်ဝိုင်းအမိခံမင်းသားတစ်ပါးသာဖြစ်ပါတယ်။မောင်ဝိုင်းကအလောင်းမင်းတရားကြီးဦးအောင်စရာရဲ့1106ခုနှစ်မှာဖွားမြင့်တဲ့သားတော်ဖြစ်တယ်။အလောင်းမင်းတရားနဲ့ရဆံပြီးတဲ့နောက်မှာတော့သားတော်သုံးပါအစဉ်အတိုင်းပဲထီးနှံဆိုးဆန်ကြတဲ့အခါမှာနောင်တော်ကြီးနဲ့စင်ပြူရှင်မင်းတို့ရဲ့နောက်မှာအင်းဝဘရင်ဖြစ်လာတယ်။1143ခုနှစ်မှာနန်းတက်ပြီးတော့1145ခုနှစ်မှာအမရပူရာမြို့တော်ကိုတီးပြီးအမရပူရာမြို့တော်ကိုတရားကနေဘရင်ဖြစ်လာပါတယ်။မင်းသားဘဝကဒေသအသီးသီးကိုလှည့်လည်သွားရောက်ရမှာတော့ပြည်မြို့အင်းတက်ထောင်အရက်မှာမောင်အောင်နဲ့တွေ့ဆုံတီးကျွမ်းခင်မင်သွားကြတာဖြစ်ပါတယ်။မောင်အောင်ကတောင်တွင်းကြီးမြို့မှာနေထိုင်ခြင်းကားလိုပဲခွေးတွေကိုထမင်းကျွေးလိုစေပေါက်ပြန်နေအဲဒါကြောင့်မိမိကိုအထင်အမြင်မမားစေဖို့ပြည်မြို့ဝန်မင်းထံကိုတွားရောက်ခွင့်တောင်းတာကြောင့်မြို့ဝန်ကစိတ်ကောင်းရှိသူဖြစ်တဲ့အတွက်ပြည်မြို့မှာရှိတဲ့ဆန်ကုန်သည်တွေကတခြားသူတွေထက်မောင်အောင်ကိုဦးစားပေးပြီးတော့လူသလောက်ဆန်တွေကိုရောင်းချဖို့အမိန့်ထုတ်ပေးပါတယ်။မောင်အောင်ကလည်းလူသမျှဆန်တွေရရှိတဲ့အခါမှာတော့ရှင်းနီးတူပဲချက်ပြုတ်ကပြည်မြို့မှာရှိတဲ့ခွေးတွေကိုစိတ်ကြိတ်လုံးနဲ့ရိုက်ပြီးတော့ခေါ်ပါတယ်။ခွေးထောင်တဲ့ချီရောက်လာကြပြီးမောင်အောင်ကျွေးတာကိုငြင်းလေးစားတော့ကြပါတယ်။မောင်အောင်ကတော့ခွေးများတာမကဘဲနဲ့ကြီးတွေကိုလည်းဖိတ်ခေါ်ကြွေးပြန်ပါတယ်။ရှိသမျှကြီးတွေရောက်လာပြီးတော့စားတော့ကြတယ်။အဲ့ဒီတရင်ကတမျိုးလုံးကိုပြန်သွားပြီးတော့မြို့သူမြို့သားတွေကအံ့ဩကြရတယ်လို့ပဲပြည်မြို့ဝန်ကလည်းထူးခြားမှုရှိသမျှတွေကိုအင်းဝနေပြီးတော့ကိုသတင်းပို့ရပါတယ်။မောင်အောင်ကမိမိစမ်းသပ်မှုတွေအောင်မြင်ပြီးတော့ထွက်ရပေါက်ပညာတွေအကုန်စင်တက်မြောက်တာကိုသတိပြုမိတယ်။အဲဒါကြောင့်မိမိကုညီတဲ့သူတွေကိုကုညီဖို့စဉ်းစားတော့တယ်။ပထမဦးစွာတောင်တွင်းကြီးမြို့ကျင်းနီကျောင်းမှာနေစဉ်ကခင်မင်ခဲ့တဲ့တငယ်ချင်းမောင်မြတ်ကြီးကိုခေါ်ယူပြီးတော့ကောင်းစွာပြုစုကျွေးမွေးတယ်။အဲဒီနောက်မှာမောင်မြတ်ကြီးကိုငွေတမက်ပေးတယ်။အဲဒီငွေတမက်ကသုံးပြီးတိုင်းမှာပြန်ရောက်နေလို့အမြဲတမ်းကုန်သွားတာမရှိပါဘူး။မောင်မြတ်ကြီးကလည်းထွက်ရပေါက်လုပ်ငန်းတွေကိုအားထုတ်ဖို့တိုက်တွန်းညွှန်ပြတယ်။အဲဒီနောက်မှာမောင်အောင်ကမိဘတွေကိုခေါ်ယူပြီးတော့စောင့်ရှောက်ထားပါတယ်။မိဘတွေကိုမောင်အောင်ကစီတမန်လေးပေးထားတယ်။အဲ့ဒီမြမကားပဲနဲ့အဲ့ဒီစီကိုယောဂဝေဒနာရှင်တွေကိုလိမ့်သက်ကုသပေးခြင်းလည်းပြုနိုင်တယ်။လိမ့်သူတိုင်းကလည်းယောဂပြခွင့်ကြပါတယ်။ဒီနေ့မှာတော့မောင်အောင်ကတငယ်ချင်းမောင်မြတ်ကြီးကိုခေါ်ပြီးတော့အေယာရီမြေကမ်းကိုဆင်းသွားပြီးတော့မောင်အောင်ညွှန်ပြတာကိုကြည့်လိုက်တဲ့အခါမှာတော့တိတ်ထိပါပုံကိုယ်တွေကိုတွေ့ရပါတယ်။ဝိဇ္ဇာတွေကစင်းကျိတ်သူကျိတ်အင်းစမဆင်းရင်သူဆင်းရင်ပြထားလုံးပြုတ်လို့သူပြုတ်လို့နေကြတာကိုလည်းအသီးသီးမြင်ကြရပါတယ်။မောင်မြတ်ကြီးတယောက်ကလည်းအလွန်ကိုအံ့ဩသွားပါတယ်။မောင်အောင်ရဲ့အကြံစီကမောင်မြတ်ကြီးကိုထွက်ရလုပ်ငန်းတွေကိုစ조사လုပ်ကိုင်ခြင်းအောင်တိုက်တွန်းမှုဖြစ်တယ်။ဒါကြောင့်အားကြအောင်လို့တိတ်ထိမြောက်ပုံကိုယ်တွေကိုမျက်မြင်ပြသတာဖြစ်ပါတယ်။မောင်အောင်ကဝိဖြူစီချက်ဝတ်ထားတဲ့အတိုင်းပဲမောင်မြတ်ကြီးကိုလည်းသူ့လိုမျိုးဝတ်ဆင်ပြီးတော့အားထုတ်စီလိုတယ်။ဝိဇ္ဇာအသီးသီးရဲ့ထွက်ရလုပ်ငန်းတွေကိုလည်းမောင်မြတ်ကြီးကိုရှင်းပြပါတယ်။
ဘလို့ပဲတိုက်တွန်းမောင်မြတ်ကြီးကတော့စိတ်ဝင်စားပဲနဲ့နေရက်ကိုပဲပြန်ခွင့်တောင်းပါတယ်။မောင်အောင်ကလည်းစိတ်မကောင်းစွာနဲ့ပဲပြန်ခွင့်ပြုလိုက်ရပါတယ်။မောင်အောင်ကမောင်မြတ်ကြီးကိုငွေတမက်ကိုပေးပြီးလက်ဖွဲ့တစ်လုံးကိုစင်ရင်ကလက်ကင်ဘွားမှာထုတ်ပြီးတော့မောင်မြတ်ကြီးကိုပေးလိုက်ပါတယ်။အဲ့လက်ဖွဲ့တကိုးကြောင့်စစ်သားမျိုးကိုပြန်ရမှာတော့အန်နီကိရှိမှာဖြစ်တယ်လို့လည်းပြောပြလိုက်တယ်။မောင်မြတ်ကြီးကနောက်အခါမှာသူနဲ့အတူထွက်ရပေါက်ပညာတွေကိုအားထုတ်လို့လေဆိုရင်တော့ပြန်လာဖို့လည်းမှာကြားလိုက်ပါတယ်။မောင်ဝိုင်းကမောင်အောင်နဲ့တွေ့ဆုံမိတ်ဆွေဖြစ်ပြီးတဲ့နောက်မှာတော့အင်းဝကိုပြန်သွားပြီးညမကြမီအချိန်မှာပဲအင်းဝမှာနန်းတွင်ရေးတော်ဖြစ်ပါတယ်။စင်ပြူရှင်မင်းက1138ခုနှစ်မှာနေရဆန်နေအလောင်းမင်းတရားကြီးရဲ့မှာကြားချက်အရတော့တားတော်တွေကတပါးပြီးတပါးအစဉ်အတိုင်းနန်းဝေဆက်ခံရမှာဖြစ်တယ်။အဲဒါကြောင့်အလောင်းဖျားနေရဆန်ပြီးတဲ့နောက်မှာတားတော်ကြီးနောင်တော်ကြီးမင်းနန်းတက်တယ်။နောင်တော်ကြီးမင်းလွန်တဲ့အခါမှာတော့တားတော်လည်းစင်ပြူရှင်နန်းတက်တယ်။စင်ပြူရှင်နေရဆန်တဲ့အခါမှာတော့အမှန်အတိုင်းဘိုးတော်ဦးဝိုင်းကဆက်လက်နန်းတက်ရမှာဖြစ်ပါတယ်။ဒါပေမဲ့စင်ပြူရှင်ကတားတော်စင်ကုန်းမင်းကိုအိမ်ရှိရာထားတာကြောင့်စင်ပြူရှင်နေရဆန်တဲ့အခါမှာတော့တားတော်စင်ကုန်းမင်းကနန်းတက်ပါတယ်။1138ခုနှစ်ကနေ1143ခုနှစ်အထိ9နှစ်တိုင်တိုင်ကြာမြင့်ပါတယ်။ဦးဝိုင်းကတော့ဘရင်ဖြစ်မလာပါဘူး။တပန်းစင်ကုန်းမင်းကိုနောင်တော်ကြီးသားဖောင်းကားစားမောင်မောင်ကနန်းကနေချပြီးတော့မောင်မောင်ကပဲနန်းတက်ပြန်နေစင်ပြူရှင်သားစင်ကုန်းမင်းကဘရင်ဖြစ်နိုင်ခဲ့ရင်တော့နောင်တော်ကြီးမင်းရဲ့သားကလည်းစင်ပြူရှင်မတိုင်မီကမိမိရဲ့ခမဲတော်အမွေကိုရတဲ့နေဖောင်းကားစားကမိမိခမဲတော်ရဲ့ညီတော်နန်းတက်တာကိုမဆန့်ကျင်မင်းနဲ့လာရောသဘောတူခဲ့ပါလျက်နဲ့စင်ပြူရှင်ကအစင်လာတိုင်းနောက်ညီတော်ကိုထိဝင်မပေးဘဲနဲ့သူသားကိုဘရင်ဖြစ်စေကြတာကတော့မတရားလို့ယူဆပါတယ်။သားစိန်မြင့်ဆက်ထိနှံငွေပေးစတဲ့ဆိုရင်တော့မောင်မောင်ကစင်ကုန်းမစ်ထက်စောပြီးတော့ဘရင်ဖြစ်တဲ့ပါတယ်။အဲဒါကြောင့်ဖောင်းကားစားမောင်မောင်ကမိမိမတရားလို့ထင်တဲ့အတိုင်းစင်ကုန်းမင်းစကိုင်းဘက်ကိုထွက်ခိုင်းမှာထိနှံကိုအတင်းဝင်သိမ်းပါတယ်။အဲဒီလိုနဲ့ဖောင်းကားစားဘရင်ဖြစ်သွားတယ်။အဲဒီခါမှာဘိုးတော်ဦးဝိုင်းကဘရင်ဖြစ်ဖို့စောင့်နေကြရတာကကြာပြီဖြစ်တဲ့အတွက်ကြောင့်အထက်နောင်တော်ရဲ့သားတွေကသာတပါးပြီးတပါးနန်းတက်ပြီးဘရင်လုံနေကြတယ်။ဒီပုံတိုင်းဆိုရင်တော့ထိနှံတက်စရာလမ်းရှိတော့မှမဟုတ်လို့နားလည်ပြီးဖောင်းကားစားမောင်မောင်ကိုတိုက်ထုတ်ပါတယ်။ဖောင်းကားစားကလည်း9ရက်သားနန်းဆင်ရပြီးတော့ထိနှံကိုဘိုးတော်ဦးဝိုင်းကနောက်ဆုံးရရှိသွားပါတယ်။ဘိုးတော်ဦးဝိုင်းကစင်မြူရှင်ရဲ့နောက်မှာမင်းနဲ့ဆက်ချပြီးမှ9နှစ်ကြာအောင်နေပြီးတော့ဘရင်ဖြစ်လာရတာကြောင့်တကြောင်ထိနှံကိုတပါးလက်ကနေတပါးလူရဲ့တိုက်ခိုက်ယူခဲ့ရတာကြောင့်တကြောင်ထိနှံအတွက်စင်ကုန်းမင်းအဆန်တွေများဖောင်းကားစားအဆွမ်းတွေများကပြန်လည်လွတ်ယူမှာကိုတထင်းနေခဲ့ရတယ်။ဒါကြောင့်အင်းဝမြို့တော်မှာမလုံခြုံလို့ယူဆပြီးတော့အမရပူရမြို့တစ်ကိုတေကမောင်အောင်ရဲ့ထူးခြားတဲ့အစွမ်းတတိသတင်းများကအမရပူရနေပြည်တော်ရွှေနန်းတော်ကြီးကတော်မှာပေါက်ကြားရောက်ရှိလာပါတယ်။ဘိုးတော်ဦးဝိုင်းကမောင်အောင်ရဲ့သတင်းကိုကြားရတဲ့အခါမှာတော့တုံ့လုံးမိပါတယ်။မောင်အောင်ဆိုတာကငါရဲ့တငယ်ချင်းပဲ။ဒါပေမဲ့ထိနှံဆိုတာဘသူမဆိုလိုချင်ကြတာမျိုးပဲ။ရှင်ဘီမဖြစ်ချင်တဲ့သူဘာမှရှိပါမလဲ။ဒီတော့မောင်အောင်လိုတိတ်ထိပြီးနေတဲ့လူကငါထိနှံကိုလူရင်ငါရဲ့ထိနှံစီစဉ်ပြောရကြည့်ရဲ့မောင်အောင်ကိုဖမ်းထားမှတော်ကားကြမယ်လို့စိတ်ကူးမိပါတယ်။အဲဒါကြောင့်ပြည်မြို့ကိုဆစ်လို့ပြီးတော့မောင်အောင်ကိုဖမ်းစေတယ်။မြို့ဝင်မင်းကလည်းမတက်တာအကျိုးကြောင့်ရှောက်ထားလို့လည်းမရရွှေနန်းတော်ကြီးကမင်းတရားကြီးကိုတော်တိုင်းဆစ်လွတ်လိုက်တဲ့မင်းမိန်ကိုမဖီးဆန်းနိုင်တာကြောင့်မောင်အောင်ရှိရာကိုညှပ်ပြလိုက်ရပါတယ်။မောင်အောင်ကတော့ဒီတဲ့ချိန်မှာထွက်မပြေးတော့ပါဘူး။ထွက်မပြေးတာကလည်းအကြောင်းရှိပါတယ်။သူတကုန်းနဲ့တင်းရှောင်းနေရင်တော့ရှေ့မှာငုတ်တို့ထိုင်ရနေပဲသူ့ကိုမတွေ့နိုင်ကြမှန်းသိတယ်။ဘိုးတော်ကိုတော်တိုင်းဆင်းလာလို့ဖမ်းရင်တော့မမိအောင်နေနိုင်နဲ့။ဒါပေမဲ့ငယ်စဉ်ကချစ်တဲ့ငယ်ချင်းဖြစ်ပါလေရဲ့နဲ့ဒီလိုမျိုးမမေ့မဆန်ရာဇမန်ဝင်တာကိုတော့စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ယခုမှကဘိုးတော်ဦးဝိုင်းကစားပြီးတော့ကတိဝတ်ပြတ်ချပြီးငါတငယ်ချင်းကဂရီဖောက်ပြတ်တကူလို့သာပြောဆိုပြီးတော့မင်းမူရန်တွေကမီဒီယာကြီးမှာကြားချက်အတိုင်းတာမန်ရာဇဝတ်သားထက်တောင်မှကြမ်းကြမ်းတန်းတန်းကြက်တီးစွာနဲ့အထက်ထက်တုံလာလိုက်ကြတယ်။မင်းမူရန်တွေထဲမှာတမူကလေးတူကကျင်းနာတတ်တဲ့အပြင်မအောင်ရဲ့အပြစ်ကင်းတဲ့အမူအရာအင်္ဂါရက်ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်။အမိန်တော်နဲ့ဖမ်းရပေးမယ်လေတသက်ညညာပြုတ်လို့ဖို့ပြောကြတယ်။တပ်သားတွေကမောင်ကိုခေါ်ယူပြီးတော့လှေထဲကိုချတယ်။လှေထဲမှာအပေါ်ကနေဝလုံးကက်များတုံးများနဲ့ဖိလောင်ထားတယ်။ထွက်ပြေးနိုင်စရာလမ်းကတော့တကွမ်းမှမရှိပါဘူး။အနားပတ်ဝန်းကျင်မှာလေဓားကင်လက်ကရဲမက်တွေကဖူးဖီးလှုပ်ဆောင်ကြည့်ထားကြတယ်။နေပြီးတော့အရောက်လှေကိုချက်ချင်းအပြေးဆန်တော့ပါတယ်။အဲ့ဒီလိုလှေကိုဆန်ခဲ့ကြပြီးမကွေးမြို့ကိုခရီးတစ်ထောက်ရောက်လာကြတယ်။လှေသမားတွေကပင်ပန်းနာကြောင့်နားလို့ကြတယ်။မကွေးကိုရောက်ခိုင်းမှာညတလုံးဇီတော်ကိုဖူးမြော်လို့ကြတယ်။ဒါကြောင့်ဇီတော်နဲ့မလန့်မကန့်စိတ်ကမ်းမှလှေကိုစိုက်လိုက်ကြပါတယ်။အော်မင်းတို့ကမှစိုက်လာကြလား။ညတလုံးဆောင်တဲ့စီကဆင်းလာတဲ့တစုံတစ်ယောက်ကတက်မှုနဲ့လှေသားတွေကိုစီးပြီးတော့နှုတ်ဆက်လိုက်တယ်။အားလုံးကလည်းအံ့အားသင့်သွားကြတယ်။ဒီလူကိုငါတို့မြင်ဖို့ပါရဲ့လို့အားလုံးကစိတ်ထဲမှာထင်မှတ်လိုက်ကြတယ်။နောက်မှသတိရကြတယ်။ကမ်းမော်ကနှုတ်ဆက်သူကတော့တခြားသူမဟုတ်ပါဘူး။မအောင်ဖြစ်နေပါရဲ့။ဟုတ်မှဟုတ်ရဲ့လား။ဒီလောက်တော့လက်ပြန်ကျိုးအထက်ထက်တုပ်ပြီးတော့လှေဝဲထဲမှာကက်နဲ့ဖိလာခဲ့တာ။အဆောင်တွေကတီးကြအောင်လို့လှေဝဲထဲကကက်ကိုလှမ်းမကြည့်တဲ့အခါမှာတော့ကျိုးများသာတွေ့ရပြီးမအောင်ကိုတော့မတွေ့ရတော့ပါဘူး။ဆရာကြီးခင်ဗျာ
ကျွန်တော်တို့ဒုက္ခရောက်ကြရပါတော့မယ်နေပြီးတော့ကိုရှောင်းအောင်လို့လိုက်လာပါရဲ့တောင်းမှန်ပါသည်ရှိတော်မောင်ရောက်မှကိုရီဆွမ်းပြတော်မူပါဆရာကြီးခင်ဗျာလို့တောင်းပန်ကြပါတယ်မောင်အောင်ကမင်းတို့မစိုးရင်ကြားနဲ့ငါ့ကိုအကြောင်းပြပြီးမင်းတို့မင်းမြတ်တစုံတရာမသိစေရအောင်ငါနေပြီးတော့အရှောင်းလိုက်ခဲ့မယ်ဂတိပြတ်တော့မင်းတို့ဘရင်ကိုတွေ့ရအောင်ငါလိုက်လာမယ်လို့နှစ်သိမ့်ပြောဆိုလိုက်တယ်အဲ့နောက်မောင်အောင်ကမြတ်တလုံးစီတော်ဘက်ကိုပြန်တော့တာတော့တယ်တမူလဲမယုံချင်းနဲ့စမ်းတက်ရတော့တယ်အဲ့လိုနဲ့တနေ့ပြီးတနေ့စမ်းတက်သွားတဲ့အခါမှာတော့အမရပူရာစိတ်ကန်းကိုရောက်ကြတယ်စိတ်ကန်းကိုရောက်ရင်ပဲမောင်အောင်ပြုံးကနေပေါ်လာလို့ပြည်မြို့မှာဖမ်းဆီးစဉ်ကအတိုင်းပဲလက်ပြန်ကျိုးတုံအောင်စီပြီးတော့ဘိုးတော်ဘုရားရဲ့ရှေ့မှောက်ကိုလိုက်ပါသွားပါတယ်ဘိုးတော်ဘုရားကမုံမက်တွေနဲ့ညီလာခံအတွင်းမှာမောင်ကိုဖမ်းဆီးမိခဲ့လို့ရှေ့တော်မကိုသွင်းဖို့အသိဖြစ်ကြောင်းတင်လျှောက်တယ်ဘိုးတော်ဘုရားကမောင်ကိုမြင်နေမှာပဲငယ်တငယ်ချင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုကောင်းကောင်းမှတ်မိတယ်ဒါပေမဲ့မိမိရဲ့နန်းရဲ့ထီးဖြစ်ကိုလက်ယူမဲ့သူလို့အထင်မှားနေတာကြောင့်ချမ်းသာမပေးနိုင်ပါဘူးမောင်အောင်ကိုနိုင်ငံကိုပုံငယ်ထောင်လာဖို့နောက်ပါဆုနေသူဖြစ်တဲ့အတွက်ကြောင့်ရာဇဝတ်တော်မကင်စီရင်မြဲထုံးတဲ့အညီကွမျက်တုတ်တင်စီလို့အမိန့်တော်ချမှတ်လိုက်တော့ပါတယ်ဘရင်အာနာသားတွေကလည်းမောင်အောင်ရဲ့အစွမ်းကိုမသိမောင်အောင်ကလည်းတင်းတို့အကြောင်းသိရအောင်လုပ်ချင်ရလုပ်ပါစေအောင်လို့အလိုက်သိခံနေတယ်အာနာသားတွေကတွင်းတူးပြီးတဲ့နောက်မှာတော့မောင်အောင်ကိုလက်ပြန်ကျုပ်တုပ်ပြီးတွင်းထဲချပြီးတော့မြေဖို့ပါတယ်မောင်အောင်ကအပရုပ်ကိုသာထားခဲ့တယ်မောင်အောင်ရဲ့အစ်စ်ကိုတော့လက်ပြားနှင်းမြမတို့မိကြပါဘူးဒီလိုနဲ့မြေဖို့ပြီးတဲ့အခါမှာတော့မောင်အောင်ကအာနာသားများနောက်မှာရှက်နေပါတယ်ဘလို့လဲကိစ္စပြီးသွားကြပြီလားမီးတန်ကြားလို့အာနာသားတွေကလှည့်ကြည့်လိုက်တဲ့အခါမှာတော့မောင်အောင်ကိုအံ့အားသင့်စွာနဲ့တွေ့ကြရပြီးထိတ်လန့်သွားကြပါတယ်မောင်အောင်ကတော့ထွက်မပြေးပါဘူးအာနာသားတွေကပြန်ပြီးဖမ်းဆီးလိုက်ကြပြီးတဲ့နောက်မှာတော့ကျိန်းမောင်ပြီးတစ်တုံးမှာအခေါင်ထွင်းပြီးတော့ထည့်ပြီးအလုံးပိတ်တယ်အဲ့ဒီတစ်တုံးကြီးကိုဟုံဟုံတောင်းနေတဲ့မိဘုံတွေကိုထည့်ပြီးတော့မိရှို့လိုက်ကြတယ်တစ်တုံးကြီးတစ်ခုလုံးကမီးရဲရဲနေရာကနေမီးငိမ့်စာပြေးလာတယ်အာနာသားတွေကအမောပန်းဖြစ်နေရင်နဲ့ဝမ်းမြောက်ဝမ်းသာဖြစ်ရင်မင်းတရားကြီးလိုဖြစ်နိုင်တာကြောင့်စစ်တော်လက်တော်တွေရရှိတော့မှလို့ဝမ်းသာဖြစ်နေကြတယ်အာနာသားတွေကအဲ့ဒီခါမှာတော့အံ့အားသင့်သွားရုံသာမကဘဲနဲ့ထိတ်လန့်ကြောင်သွားကြတယ်မအောင်ရဲ့အစွမ်းကိုလည်းအမခန်းဖြစ်ကြတယ်နောက်ထပ်မတန့်ဝင်ကြောင်းကိုမင်းတရားကြီးထံတန်တော်ဦးတင်ကြတယ်အဲ့ဒီကြောင်းတွေကိုဘိုးတော်ဘုရားရဲ့မြေတော်စင်မဲဖြူမဲသိရှိသွားလေတဲ့အခါမှာတော့ဘိုးတော်ဘုရားတန်ဝေးရောက်ပြီးတော့ဒီလိုမျိုးတန်တော်ဦးတင်ပါတယ်ဘိုးတော်ဧကရမင်းမြတ်ဘုရားမအောင်ကတိုင်းပြည်ထီနန်ကိုလူရဲ့လောက်ကျန်မဲ့အရေးကြီးတစုံတရာမှမပြပါယခုမျက်မြင်မှာလေတီးခန့်ခြင်းတရားနဲ့ပြည့်စုံတဲ့သူတော်ကောင်းလက္ခဏာပေါ်လွင်နေတယ်သူသည်သူတော်ကောင်းလမ်းစဉ်ကိုသာကျင့်ဆောင်တယ်လို့သတင်းများကလည်းဆိုတယ်အပြည့်မဲ့တော်သူဟာအန္တရာယ်ပြုစေတော့လောကတန်တရားမှာမကောင်းပါဗျာအကယ်၍ဘိုးတော်ဘုရားကမောင်အောင်ကိုဆက်လက်အန္တရာယ်ပြုမယ်ဆိုရင်တော့မောင်အောင်သည်တိမိခံနိုင်ခဲ့တော့ရံများပါလိမ့်မယ်အဲ့ဒီခါမှဘိုးတော်ဘုရားလည်းတတိကြီးစွာရပါတယ်မောင်အောင်ရဲ့မိဘတွေကိုဖမ်းမှုအမိန့်ကိုလည်းပြန်ရွေ့ရုပ်သိမ်းပြီးတော့မောင်အောင်ကိုအသာတကြီးမင်းမြတ်ဖို့ရှေ့တော်ကိုသွင်းစေခဲ့ပါတော့တယ်ဘိုးတော်မင်းတရားကမင်းဖြစ်ရရှိဖို့အတွက်တူတော်များဖြစ်တဲ့ဖောင်းကားစားနဲ့စင်ကူးမင်းတို့ကိုဖယ်ရှားခဲ့ရတယ်အဲ့ဒီညမကပဲမင်းဆွေမင်းမျိုးမုံမက်အမှုရမ်းများစွာကိုလည်းထီးနှံအနေနဲ့ကြောင့်ကွပ်မျက်ခဲ့ရတယ်ဝင်ကြီးမဟာသူရကိုတော်မှညီတော်စီသားမင်းသားနဲ့မသိတဲ့အကြံစီကိုကြံစီခဲ့တယ်ဆိုပြီးကွပ်မျက်ခဲ့ပါတယ်ပသိမ်ကနေမွန်တို့ရန်ကုန်ကိုချီတက်သိမ်းယူတာကိုလည်းနှိမ်နေရတယ်ညီတော်ပင်တလဲမျိုးစားကိုလည်းထီးနှံကိုကြံစီတယ်ဆိုပြီးတော့ကွပ်မျက်ပြန်တယ်1159ခုနှစ်မှာရခိုင်မှာတကြီးငတနာတဲ့ထကြွတောင်းကျန်လို့လိုက်လံဖမ်းဆီးတဲ့အခါမှာတော့ဘင်္ဂလားကိုထွက်ပြေးပါတယ်ဒီလိုနဲ့ဘိုးတော်ဘုရားကမိမိရဲ့ထီးနှံစီစဉ်အတွက်အစဉ်ရင်တက်ရဖရနဲ့အကုသို့များပြခဲ့တာကိုနောက်နာတရားရမိပါတယ်ဒါကြောင့်မောင်အောင်ကိုအချုပ်လို့ရှိတော်သိမ်းစေပါတယ်မောင်အောင်ကိုလည်းဘလိုမျိုးဥတီကျထားကြောင်းမင်းမြတ်တော်မူပါတယ်မောင်ဝိုင်းမင်းကဘာမှမဟုတ်တဲ့မင်းစီစဉ်ကိုလွတ်ယူလိုက်မယ်ဆိုတဲ့အထင်ဟာမှားတယ်တေချာစုံစမ်းပြီးမှဆုံးဖြတ်တဲ့နေမင်းဟာအင်းထတောင်အရက်မှာနေတော့ကထားခဲ့တဲ့ဂရီကိုစတင်ဖြတ်ခဲ့တယ်ငါကလောကီထွက်ရဲ့လမ်းကိုသာရီမန်းအားထုတ်နေတာဖြစ်တယ်မင်းစီစိတ်မျိုးလိုချင်ရင်တော့လက်ဖြောက်တီးုံနဲ့ရနိုင်တယ်မင်းတရားငါပြလိုက်မယ်ကဲကြည့်လိုက်စမ်းမအောင်လက်ညှိုးညွှန်ပြရနန်းတော်ပြင်ရှိရှိသမျှနေရာတော့မှာတော့မအောင်နဲ့မျက်နှာတူစစ်တီတော်တွေကအထက်ထက်ပြည့်ကျန်းနေတာကိုတွေ့မြင်ရပါတယ်ဓာတ်ရောင်လှန်ရောင်ဖွေးဖွေးပြောင်လျက်ရှိတယ်ဘိုးတော်မင်းတရားကအံ့အားသင့်ကထိတ်လန့်တုန်လှုပ်မိပါတယ်မောင်ဝိုင်မစိုးရိမ်နဲ့ငါရဲ့တကောဆိုင်ရင်ကိုပြသရုံသာဖြစ်တယ်ယခုချက်ချင်းစစ်တီဘိုးတို့ကိုဖယ်ရှားပြမယ်လို့လက်ကိုဝှေ့ရမ်းလိုက်တဲ့အခါမှာတော့စစ်တီတွေတရားမကြမ်းပြတ်ပြတ်သွားတော့ပါတယ်အဲဒီနောက်မောင်အောင်ကမောင်ဝိုင်မင်းကငါ့ကိုဖျောက်ဖျက်တက်ဖြတ်ဖို့နေနေတာတာငါရေးတဲ့အခရာတစ်လုံးကိုပဲပြအောင်ဖျောက်ဖျက်ကြီးစမ်းပါလို့နန်းရင်ပြင်ပေါ်မှာမောင်အောင်ကလက်နဲ့ဝိုက်ပြီးတော့ညှို့လိုက်ပါတယ်ဝါတစ်လုံးပေါ်လာတယ်အဲဒီကဘိုးတော်ဘုရားကမုံမက်ပေါ်ပါရှေ့မှာဖြစ်လို့ရှက်တော်မူပြီးဝါလုံးကိုချင်းနဲ့ပုတ်တိုက်ပြလိုက်ပါတယ်အဲ့ဒီခါမှာမူလဝါတစ်လုံးကနေဝါနှလုံးဖြစ်သွားတယ်။အဲ့ဒီနှလုံးကိုပုတ်ချိန်နေခြင်းမှာပဲဝါလေးလုံးဖြစ်သွားပြန်တယ်။
ဘိုးတော်ဖေကလည်းရှက်ရှက်နဲ့လိုက်ပြီးဖြစ်တယ်နောက်ဆုံးတနန်းတော်လုံးမှာဝါအခရာတွေပေါ်နေတော့တယ်နောက်ဆုံးမှာတော့ဘိုးတော်ဖေကကိုယ်တိုင်လည်းလက်လျှော့လိုက်ရပါတယ်အဲဒီနောက်ဘိုးတော်မင်းတရားကတတိကြီးစွာရရှိပြီးတော့မအောင်မင်းကငါပြစ်မှားမိတာမှားပါတယ်မင်းကလည်းအနေနဲ့မပြုတ်တော့ပါဘူးမင်းလွတ်လပ်စွာသွားနိုင်ပါပြီငါကလည်းအနောက်ရှက်မပေးတော့ဘူးဆိုတာငါနားလဲပါပြီမင်းလိုရှိရလဲတောင်းပါလို့အမိန့်တော်ရှိတဲ့အခါမှာတော့မအောင်ကမင်းရဲ့အမားကိုသိတဲ့အတွက်ငါခွင့်လွှတ်ပါတယ်မင်းရဲ့ထင်းနဲ့စီစိန်ဆိုတဲ့တွေ့တာမှုကြောင့်အကုသို့များလာပြီခင်မွန်းကြီးများကိုလည်းပြစ်မှားခဲ့မိပြီဆက်လက်ပြီးသာသနာပြုလုပ်ငန်းများကိုလှုပ်ဆောင်ပါတိုင်းသူပြည်သားတွေကိုအခွန်မနာရှော့ဘော့ကောက်ခံပါမင်းကိုရွှေပြည့်ငွေဖြစ်လောကီပညာတချို့ကိုသင်ကြားပေးခဲ့မယ်လို့ပြောဆိုပြီးဘိုးတော်ကိုရွှေပြည့်ငွေဖြစ်အခက်ရဲ့ညီကိုသင်ကြားပေးခဲ့တယ်အဲဒီနောက်ညောင်ရမ်းမင်းသားခေါ်စက်ကြမင်းကလေးရဲ့မိတော်ဖြစ်တဲ့ဘိုးတော်ရဲ့ညီစက်ကြမင်းကိုကျေးဇူးတင်ကြောင်းပြောကြားပြီးတော့အင်းတထောင်ရက်မှာငယ်တငယ်ချင်းမောင်မြတ်ထံကိုသွားမယ်လို့ပြောဆိုပြီးချက်ချင်းပြောက်ွယ်သွားတော့ပါတယ်ဘိုးတော်ဖျားလေးမောင်မှားကြားတဲ့အတိုင်းသာသနာပြုလုပ်ငန်းများနဲ့သာသနာတော်ထောက်ပံ့ဖြစ်စေမယ့်လုပ်ငန်းတွေကိုအားပေးညွှန်ကြားတော်မူပါတယ်ဘိုးတော်မင်းတရားကတငယ်ချင်းမောင်ညွှန်ကြားသွားတဲ့အတိုင်းစကိုင်းအိမ်တော်ရမှာအောင်မြေလောကစီရီကိုတည်တော်မူတယ်။အရာတွေမြင့်နောက်ဖက်မှာရှိတဲ့ခေါင်းလောင်းကြီးတို့ကိုလည်းတပြိုင်တည်းပြုလုပ်တယ်။ချင်းသေးကြီးရေကန်ကြီးနဲ့ခေါင်းလောင်းကြီးတို့ကိုတပြိုင်တည်းပြုလုပ်ပါတယ်။နိုင်ငံတော်မှာရှိတဲ့မြို့ပေါင်း56မြို့တမြို့မှာပိဏကတ်တော်တစုံနဲ့တန်ဃာတော်9ပါးကိုဆစ်လို့ပြီးသာသနာပြုစေပါတယ်။မြန်မာနိုင်ငံအရှေ့ရမှာဌာန230မှာရွှေကူ230ကိုတပြိုင်တည်းလုပ်စေပါတယ်။တီယိုကျွန်းကိုလည်းသာသနာပြုစေလို့တဲ့ပဲခူးရှင်မော်တော်စေဒီမှာတပိတ်မအောက်ထိပြုတ်ပြနေရဝင်ကြီးမဟာတိဟသူရအောင်ပြိုကျပျက်စီးနေတဲ့တခြားဘုရားစေတီများစွာကိုလည်းအသစ်တည်ပြီးတော့ရွှေထီးအထွတ်တင်လှူတော်မူပါတယ်။အတင်ကိုင်းအယုံကိုင်းဝိဝါဒကိုငြိမ်းစေပြီးတော့အယုံကိုင်းကိုလက်ခံတော်မူကသာသနာတော်ကိုတညီတညွတ်ထဲဖြစ်စေခဲ့ပါတယ်။အဲဒီလိုပဲအနောက်အိန္ဒိယမစ္စည်းမဒေတာကိုမုံမဲ့ပညာရှိတို့ကိုစေလုကပညာသင်ကြားစေပါတယ်။လော်ကီလောကုတ္တရာကျမ်းများစေကျမ်းတက်ကျမ်းဗီရင်ကျမ်းနိတိကျမ်းစတာတို့ကိုဘင်္ဂလီတက္ကတာဟိန္ဒိဘာသာအခရာတို့နဲ့ရေးသားတဲ့ကျမ်းပေါင်း100ကျော်ကိုရှောက်ပြီးစုဆောင်ပြီးမြန်မာဘာသာပြန်ဆိုစေပါတယ်။အိန္ဒိယနိုင်ငံမဟာဗောဓိကပိတ်ဆောင်လာတဲ့ဗောဓိပင်မွား2ပင်ကိုပူဇော်ကိုးဝဲပါတယ်။တရုတ်ဥတီမင်းကပေးပို့တဲ့တကြမှုနေရုပ်ပွားတော်နဲ့ဆွဲတော်ပွားတွေကိုတော့ပင့်ဆောင်ကိုးဝဲပါတယ်။ကြောက်စာတွေကိုဆောက်ရှောက်စေတဲ့အဲဒီနောက်နိုင်ငံစစ်တမ်းတွေကိုကောက်ယူခြင်းငွေdingaများ3လုံး3စေခြင်းမန္တလေးအရှိဘက်အောင်မလဲကန်နဲ့အဲ့ဒီကန်ရဲ့မြောက်ဘက်ရှိနနာကန်တို့ကိုဆဲဖို့ခြင်းမိထီလာကန်ကိုလည်းဆေးဖို့ပါတယ်။စဘာတသိန်းကိုလည်းမရှိစင်းရဲသားတွေကိုဝင်ငှပေးပါတယ်။နိုင်ငံတော်အတွင်းအရက်သေးစာတောက်စားတာငါးကြီးသားကြီးတက်ဖြတ်ရောင်းချမှုတွေကိုတားမြစ်ခြင်းနဲ့ပြုလုပ်ခဲ့တာလို့ဖြစ်ပါတယ်။မောင်ကအနောက်ရှက်ကင်းစွာနဲ့မမိတကိုယ်ရဲ့စိတ်ငြိမ်အေးချမ်းရမှာခိုးပြီးတော့ထွက်ရလုပ်ငန်းတွေကိုဆက်လက်အားထုတ်ဆောင်ရွက်ပါတယ်။အသက်အရွယ်ကြီးရင်လာတဲ့အတိုင်းမောင်အဖြစ်ကနေထွက်ရပါဥအောင်လို့တွင်လာပါတယ်။အဲဒီနောက်ကနေမှဘိုးဘိုးအောင်လို့တပြည်လုံးမှာကြော်ကြားခဲ့ရကတော့ဒီကနေ့တိုင်ပဲဖြစ်ပါတယ်။ဘိုးဘိုးအောင်ကလူများနဲ့ရောတော်ချင်းမပြုတ်ပေမဲ့လေလူသားများဒုက္ခရောက်လို့ကဲတင်ကဲထိုက်တဲ့အခါမှာတော့ရောက်လာတတ်တာသာဖြစ်ပါတယ်။ဘိုးဘိုးအောင်ကစက်ကြမင်းကိုကဲတင်တဲ့အဖြစ်အပျက်ကတနိုင်ငံလုံးမှာထင်ရှားလာပါတယ်။စက်ကြမင်းရဲ့အကြောင်းကတော့ဒီလိုဖြစ်ပါတယ်။စက်ကြမင်းဆိုတာကတော့လက်နက်စက်ကြရရှိတဲ့ဖုန်းတကုန်းမြင်မာတဲ့မင်းများကိုခေါ်တင်တဲ့အမည်ဖြစ်ပြီးတော့စက်ကြလက်နဲ့ကြောင့်ကျွန်းကြီးလေးကျွန်းကိုတော့ကိုတတ်နိုင်ပြီးစီလိုရပြင်းမြောက်တယ်လို့ဆိုပါတယ်။မြမသမိုင်းမှာထင်ရှားတဲ့စက်ကြမင်းတစ်ပါးပေါ်ပေါက်ခဲ့ပါတယ်။ဘိုးတော်မီဒီယာမှာတားတော်ချင်းအရှင်မင်းသားဥပေါ်ဆိုပြီးတော့ရှိပါတယ်။ဘိုးတော်မီဒီယာနဲ့ရဆက်ချင်းမှာတော့တမီးတော်60ပါးတားတော်60ပါးထွန်းကားပါတယ်။ဘိုးတော်ကတားတော်ကြီးဥပေါ်ငယ်နေမရှိသတော်ဓမ္မရာဇာပွဲခံရတနာရွှေတော်မင်းကိုအိမ်ရှိအရာပေးပါတယ်။အဲဒီအရှင်မင်းသားကမင်းဖြစ်ကိုရောက်မလားပဲ1180ပြည့်နှစ်မှာနေရဆန္ဒမှုပြီးတော့အဲဒီမင်းသားရဲ့တားတော်စကိုင်းမင်းကအိမ်ရှိအရာရပြီးနောက်ကဘာကြီးတော်မင်းဖြစ်နန်းတက်ရပါတယ်။ဘိုးတော်မင်းတရားရဲ့နောက်မှာတော့တားကိုကြော်ပြီးတော့ညီကိုနန်းဝေပေးပါတယ်။စင်စင်အားဖြင့်စကိုင်းမင်းကအရှိအရာကိုရောက်ပဲမရှိပါဘူး။အရှိမင်းမှာတမီးတော်ဆင်ဖြူမင်းတားတော်ပြည်မင်းနဲ့စကိုင်းမင်းဟူရရှိရာဘိုးတော်ဘုရားကညီတော်စကိုင်းမင်းထက်ညီတော်ဆင်ဖြူမင်းကိုဗရောင်းမြတ်ကိုအပိုင်စားပေးတာကြောင့်ဗရောင်းမင်းသမီးလို့ထင်ရှားပါတယ်။ဘိုးတော်မင်းတရားကညီတော်ဗရောင်းမင်းသမီးကိုတားတော်စကိုင်းမင်းနဲ့လက်ထပ်ပေးရမှာတော့ဆင်ဖြူမင်းကိုအကြောင်းပြုပြီးတားတော်အင်ရှင်မင်းနှွေရဆန်းတဲ့အခါမှာညီတော်လည်းဖြစ်တမက်လည်းဖြစ်တဲ့စကိုင်းမင်းကိုဆက်လက်ပြီးတော့အင်ရှိပေးတာဖြစ်ပါတယ်။စကိုင်းမင်းသားကို1146ခုနှစ်ဝါကောင်လာဆန်း6ရက်နေ့မှာဖွားမြင်ပါတယ်။1164ခုနှစ်တက်တော်18နှစ်အရွယ်မှာတော့စင်ဖြူမဲဗရောင်းမင်းသမီးနဲ့ဆောက်ဖက်ပါတယ်။ဗရောင်းမိဖုရားရဲ့ဘွဲကတော့တိရိတုမှာဆန္ဒတီဝီဖြစ်ပါတယ်။စကိုင်းမင်းကခမင်းတော်နေရွာဆန္ဒကြောင့်1180ပြည့်နှစ်မှာအရှိမင်းသားဖြစ်လာတယ်။နောက်၄နှစ်အကြာ1184ခုနှစ်မှာတော့အရှိမင်းသားစကိုင်းမင်းရဲ့မိဖုရားစင်ဖြူရှိမဲဒါမှမဟုတ်စင်ဖြူမဲကနေသားတော်တစ်ပါးဖွားမြင်ပါတယ်။အဲဒီသားတော်ကိုညောင်ရမ်းမြို့ကိုပေးလို့ညောင်ရမ်းစာလို့တွင်ပါတယ်။အဲ့ဒီမင်းသားကတော့စက်ကြမင်းပဲဖြစ်ပါတယ်။
စက်ကြမင်းကညောင်ရမ်းမင်းသားကသဘောကောင်းပြီးတော့အေးစေတယ်စကားကိုများစွာမပြောဘူးမင်းမှုဆိုခွင့်ကိုစိတ်ဝင်စားအချွေရံများအကန့်မခံပဲအေးစစ်စစ်တပါးတဲ့ဆံမြန်းလေးရှိပါတယ်နိုင်ငံတော်မှာတပုံသူကန်အရေးကြောင့်မြည်တော်မင်းသားပြီးတာဝန်နဲ့စစ်ရရတဲ့အခါမှာတော့အလွယ်တကူစစ်အောင်မြင်လေးရှိတာကြောင့်နာမည်ကောင်းရပါတယ်အဲ့လိုရတာကိုပဲတခြားမင်းကြီးမင်းသားမူမက်တို့ကမနာလို့ဖြစ်ကြတယ်ဂုံးချောဖို့အခွင့်အခါကိုစောင့်ကြတယ်မင်းသားကတော့ဘသူကိုမှအရေးမထားပဲပရိကိုသာစိတ်မြဲစိတ်နေလေးရှိပါတယ်ဘိုးဘိုးအောင်ကစိတ်ဖြူမဲရဲ့ကျေးဇူးရှိတာကတကြောင်မင်းသားကလေးရဲ့ဖုံးသမားကိုတွေ့မြင်ထားတာကတကြောင်ကြောင့်မကြခဏဆိုသလိုပဲကိုထင်ပြလာပြီးမင်းသားလေးကိုတုံးနေဆုံးမှနီလန့်ပြလျက်ရှိပါတယ်တခြားနန်းတွင်းသားတွေကမင်းသားကလေးရဲ့ဆိုင်ရင်တော်မှာလူသူတော်တူမကြခဏဝင်ထွက်နေတာကိုလည်းတွေ့မြင်ရပါတယ်တနေ့သောအခါမှာဘိုးတော်မင်းတရားညီလာခံတပင်မှာထွက်ဆန်တော်မူစဉ်မှာညောင်ရဲမင်းသားရဲ့ဆိုင်ရင်တော်စီကနေကောင်းကင်ကိုတဲ့တိုးတက်သောမင်းညွန့်မိတော်တစ်ခုကိုထိန်ထိန်ဝင်းဝင်းတွေ့ရှိရတာကြောင့်မင်းချင်းတို့ကိုဆင်းလို့ကြည့်ရှုစေပါတယ်။ဒါပေမဲ့အနီးကိုရောက်တဲ့အခါမှာတော့ဆိုင်ရင်တော်ကမီးလောင်ခြင်းမရှိပကတိဖြစ်နေတာကိုတွေ့မြင်ရလို့ပြန်လဲတန်တော်ဦးတင်တဲ့အခါမှာတော့နန်းတော်အားလုံးအံ့ဩထိတ်လန့်ကြရပါတယ်။ဘိုးတော်မင်းတရားက1182ခုနှစ်နေုံလာဆန်း73ရက်နေ့မှာနှွေရောက်ဆန်တော်မူတဲ့အခါမှာတော့မီးတော်စကိုင်းမင်းကအဲဒီနေုံလာဆန်း15ရက်နေ့မှာမင်းဖြစ်ကိုခံယူတော်မူပါတယ်။ဘာကြီးတော်မင်းလို့နောက်ခါမှာတွင်ပါတယ်။ဘာကြီးတော်လို့ခေါ်တင်ရတာကတော့ပကံမင်းမင်းတို့တို့ရဲ့ဘာကြီးတော်ဖြစ်တာကြောင့်နာမခေါ်တင်တာဖြစ်ပါတယ်။အင်းဝါမျိုးကိုစတုထအချိန်တီထောင်တာကြောင့်ရတနာပူရစတုထမျိုးတီနန်းတီမင်းတရားဟူ၍၎င်းရွှေနန်းတော်မှာဖန်မှန်များကိုမုံမှန်စင်းနေတာကြောင့်ဖန်နှန်းရှင်ဟူ၍၎င်းတွင်သေးပါတယ်။ဘွဲတော်ကတော့တိရိတုဘဝနာဒုတာပရပဏိတမဟာဓမ္မရာဇာဖြစ်ပါတယ်။ဘာကြီးတော်မင်းက1138ခုနှစ်မှာအရက်အနေသား၍တင့်လျော်တဲ့ရတနာပူရအင်းဝနေပြည်တော်ကိုအသိပြုပြင်တည်ထောင်ပြီးအမရပူရကနေအင်းဝမြို့ကိုပြောင်းရွှေ့ဆန်နေတော်မူပါတယ်။1185ခုနှစ်တပေါင်းလားပြည့်ကျော်တရနေ့မှာမုဋ္ဌာဘိသိက်ခံတော်မူပြီးတော့မိဖုရားကောင်ကြီးမင်းတို့ကိုတိရိပဝရတိလောကမဟာရစိဏယန္တနာဒေဝီတစိမ့်နာမည်ခံစီပါတယ်။အဲဒီနေရာမှာပဲနန်းသိမ့်ဝဲခံယူတော်မူပါတယ်။အဲ့ဒီအချိန်မှာညောင်ရဲမင်းသားဆက်ကြမင်းကလေးကတော့အသက်17နှစ်သားရှိနေပါပြီ။နန်းတော်ကြီးမှာမေနုမောင်အုပ်စုကလုံးချန်တက်ဖြတ်သူတွေလည်းများပြားလာပါတယ်။လူတွေကကိုယ်ခွေရမယ်ဖြစ်ကြရတယ်။အဲ့ဒီအတွင်းမှာမေနုကဘာကြီးတော်မင်းတရားထံဝင်ကကြီးလိုက်ကနေညောင်ရဲဆက်ကြမင်းကလေးကိုကွက်မျက်မှဖြစ်တော်မယ့်အကြောင်းကိုနားဝင်အောင်လို့လှုပ်ကြံလျှောက်တင်လေးပါတယ်။အရှင်မင်းမြန်ဆွေတော်မျိုးတော်များလည်းဆက်ကြမင်းသားကိုနန်းတင်ဖို့ပုပ်ပွားရက်ကိုထွက်ခွာပြီးနောက်လိုက်ပူပွားများစုဆောင်းနေပြီးအန်ဒီကတော့ကြီးမားလာပါပြီ။ဆက်ကြမင်းသားမရှိမှသူပုံသူကန်တို့စိတ်ပြက်လက်လျှော့ကြမယ်။အရှင်မင်းကြီးကျေးဇူးသစ္စာတော်အားမထောက်ထားတဲ့အစိတ်ပြင်းငွေစုကိုအဖေကြောင့်အသက်ဆက်ပေးထားခြင်းပါသလဲ။အရှင်မင်းကြီးရဲ့အနေကိုတားဆီးဖယ်ရှားပြုတော်မူပါဖေဟာလို့ရှောက်တင်တာကိုမင်းတရားကြီးအတွက်စိုးရင်ဟန်ပြပါတယ်။ပူပင်ဟန်ဆောင်နေအစီအစီကင်းမဲ့တဲ့အခိုက်ဖြစ်လို့ယုံကြည်တော်မူပြီးတော့ညောင်ရမ်းဆက်ကြမင်းသားကလေးကိုကွက်မျက်စီရင်ဖို့အမိန့်ချမှတ်လေတော့ပါတယ်။ရင်းနှီးရှင်မင်းတရားကြီးအမိန့်ချမှတ်တော်မူတယ်။ဒါတော့ညောင်ရမ်းစားငယ်ကငါရှင်ခမင်းတော်ဖရာရဲ့ကျေးဇူးသစ္စာတော်ကိုမထောင်မထားချစ်ဖွားလို့မကျင့်လက်ဖွားလို့ကျင့်နေငါရဲ့အထီးနဲ့အားလူယူဖို့ရန်သူတော်တို့နဲ့ပေါင်းဖက်ပြီးမသိတဲ့အကြံကိုကြံစီတယ်။ဒီလိုမျိုးကျေးဇူးသစ္စာဖောက်ပြသူကိုရာဇဝတ်သားတာမညာထက်ထုတ်ခဲ့ပြီးဂရိပါအိတ်နဲ့ရေစိမ့်မှချလို့ဖြတ်ဖြတ်စီအမိန့်တော်လို့ချမှတ်လိုက်ပါတယ်။နမတော်ကြီးမင်းတို့ကအမိန့်တော်ရခဲ့ပြီးဖြစ်လို့ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ကျင်းတိုက်ကိုအမိန့်တော်ကိုပေးပို့လိုက်တယ်။ကြားရတဲ့တိုင်းသူပြည်သားတွေကစိတ်မချမ်းမသာဖြစ်ကြရပါတယ်။ဆရာတော်သမားတော်တွေကလည်းမင်းတရားကြီးထံဝင်ရောက်ပြီးဆက်ကြမင်းသားကိုအပိယဒါနာပေးဖို့မြတ်တာရက်ခံပေးမယ်လေအကြောင်းမထူလာပါဘူး။အဲဒီနောက်ကျေးတိုက်အမှုရန်တွေကအမိန့်ရရင်တော့ဆက်ကြမင်းသားကိုရွှေကျိုးနဲ့25ဘက်များချီနှောင်ပြီးဂရိပါအိမ်မှာထဲကစစ်လေကြီးနှစ်စင်းပေါ်မှာငွေပြကုတ်ကုန်းမောက်ထိုးပြီးကုန်းမောက်ပြင်းနှစ်ချက်ပေါ်မှာအိတ်ကိုတင်ပါတယ်။လှေပေါ်မှာပဲဆရာတော်တို့ကိုပင်းပြီးတရဏဂုံတင်ပါတယ်။အဲဒီနောက်လှေတော်တွေကိုရေစည်းတန်ရာမြင့်လေကိုမျှော့ဖြုတ်ပြီးတော့နေဝင်ချိန်နဲ့ကြိုက်ပြီးလှေနှစ်စင်းကိုတစ်ပတ်စီခွာရင်းနဲ့အိတ်ကိုရေထဲကိုတပြိုင်နက်ကျသွားစေတော့ပါတယ်။အဲ့ဒီအချိန်မှာပဲတမိုးလုံးချက်ချင်းအုံဆိုင်လာပြီးတော့မိုးချိုးထစ်ချုံလေးရဲ့လျှက်စီးများလက်ကမုံမုံနိုင်ကြီးကျလာပါတယ်။မြေကြီးတက်ခါမြမြင်းကလေးကြီးလဲလှုပ်တယ်။တောလဲတန်လဲကြားရတဲ့မြို့တော်တစ်ခုလုံးငိုကြေးတံများလွှမ်းသွားပါတယ်။အာနာသားတို့ကမိမိတို့ရဲ့ဝင်တုံးဝင်ဖို့ကြသွားပြီးစက်ကြမင်းသားလေးရေအောက်ကိုမြို့လို့ကန်ကုန်ပြီလို့ယူဆကြပါတယ်။အဲ့ဒီချိန်မှာပဲကောင်းကင်ကနေအလင်းရောင်တစ်ခုကဂရီပါရေးကြာရနေရမှာထိန်နေပြီးအဲ့ဒီအလင်းရောင်ကကောင်းကင်ကိုပြန်တက်သွားပါတယ်။လှေသားတွေနဲ့အာနာသားတွေကြည့်နေစမှာပဲအလင်းတန်းတွေကနေမင်းသားတစ်ပါးကမြင်းဖြူကြီးကိုစီးပြီးလောင်ဝန်းစီကိုပြန်တန်းကလာပြေဝင်တဲ့ကိုရောက်သွားတာကိုတွေ့မြင်လိုက်ကြရတယ်။စက်ကြမင်းကလေးကိုဘိုးဘိုးအောင်ကဲဆဲဆောင်သွားတာကိုလူတချို့ကသာလျှင်တွေးတော့စဉ်းစားမိကြတယ်။
ဆက်ကြမင်းကိုဂရိပါအိတ်နဲ့ရေစိမ့်မှာဖျောက်ဖျက်ပေးမယ်လေတတိုင်းပြည်လုံးကချစ်ခင်တဲ့မင်းသားကတော့မတိပြောက်ဖင်းနဲ့ရွှေဖောင်းတော်စီးပြန်လာလိမ့်မယ်ဆိုရင်၎င်းဆက်ကြမင်းကလေးအမှန်နဲ့တက်လိုက်သူကတော့ဆက်ကြမင်းအစ်မဟုတ်ဖွားဘက်တော်ငမတ်တာဖြစ်၍ဆက်ကြမင်းကတော့မသေးဟူရဲ့၎င်းအထိပ္ပယ်ရှိပါတယ်တချို့ကတော့ဘူဘူအောင်ကရေထဲကနေဆက်ယူကတင်သွားတာကိုမြင်လိုက်ရတယ်တချို့မမြင်လိုက်ရသူတွေကလည်းဆက်ကြမင်းကလေးကဘယ်နည်းနဲ့မှမသိနိုင်ရေထဲအခြာခံရသူကဆက်ကြမင်းမဟုတ်ဘူဘူအောင်ကဆက်ကြကိုစားအသိခံမမယ်လို့အသက်ကိုပေးတည်သူဖြစ်တဲ့စသဖြင့်အမျိုးမျိုးပြောဆိုကြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဆက်ကြမင်းကလေးကတော့မသေးလို့ယူဆသူတွေကတော့များပါတယ်ဆက်ကြမင်းကလေးကွဲပြောက်သွားတဲ့အခါမှာတော့မင်းနူးအဖို့အနေရတစ်ခုအေးပြီလို့နှိမ့်သိမ့်မိပါတယ်ဒါပေမဲ့မင်းနူးရဲ့အာကုသိုလ်ကံကတော့ပြေးမလို့ပါဘူးရွှေဘိုကိုတိတ်ဆောင်သွားကနောက်လိုက်နောက်ပါအင်အားစုဆောင်နေတဲ့ညီတော်သားရရင်းမင်းကအင်အားတိုးတက်လာခဲ့ကြပါပြီနောက်တော့ဘရင်မင်းမြတ်မှာဩစာမရှိမိဖရဲ့ကောင်ကြီးမင်းနူးနဲ့မောင်ဝတို့သာမတရားကြီးဆိုပြီးတော့မင်းညီမင်းသားတွေကိုတုတ်တင်ကမိမိတို့ထိနှံရရှိအောင်သာအားထုတ်နေကြတာကိုလက်ပိုက်ပြီးတော့ကြည့်မနေခဲ့ပါဘူးအဲဒါကြောင့်ရွှေဘိုကနေပုံဝင်ခံပြီးတော့အလုံးရှင်းနဲ့ချီတက်လာရမင်းတို့ကိုမနစ်သက်ကြတဲ့မင်းမှုရန်စစ်တီတပ်တွေကလည်းကူညီကြတာကြောင့်အင်းဝမြို့ကိုအလွယ်နဲ့ရရှိပါတယ်။နောက်တော့ဗကြီးတော်မင်းလည်းအချိန်လေးကိုရေးစားမိတာကြောင့်ညီတော်ကိုထိနှံကိုအနေနဲ့အဲဒါကြောင့်တာယာရီမင်းက1199ခုနှစ်မှာထိနှံကိုရရှိပါတယ်။နောက်တော့ကိုတော့အိမ်နှိမ်မှာချမ်းချမ်းသာသာထားပါတယ်။တာယာရီမင်းနန်းတက်ပြီးတဲ့အခါမှာထိနှံကိုကြံလို့မတရားမျိုးများပြုလုပ်ခဲ့တဲ့မင်းတို့နဲ့မောင်တို့ကိုဖမ်းဆီးပြီးတော့တုတ်တင်ကပ်မြတ်ဖို့အမိန့်တော်ချမှတ်ပါတယ်။မင်းတို့ကမိဖရဲ့ကောင်ကြီးဘဝကပဲညောင်ခွန်းဆရာတော်ကြီးဥပုပ်ကိုအုတ်ချောင်းကြီးကိုဆောက်လို့ကိုယ်ွယ်ခဲ့ပါတယ်။ဆရာတော်ကကျောင်းမှာဟူရဲ့အရင်မပေးစာပေပရိယတ်တွေနဲ့ပဏိပတိတို့ကသာအားထုတ်တော်မူပါတယ်။မင်းတို့ကအသက်ခံရဆဲမှာတော့လက်မျိုးတို့ကိုတောင်းပန်ပြီးဆရာတော်ထံဝင်ရောက်ဖူးမြော်ပါတယ်။ဆရာတော်ဖေဟာတပည့်တော်မှတရားပါတော်မယ်ဖေဟာမသိမီကြောခဲ့ပါသည်ဖေဟာမင်းတို့ကအဲ့လိုလျှောက်ထားတဲ့အခါမှာတော့ဆရာတော်ကသူ့ကျွေးရှိရင်တော့ဆက်ရမှာပေါ့လို့တခွန်းသာမိကြပြီးတစ်ဖက်ကိုလှည့်လို့စကြည့်နေပါတယ်ဆရာတော်ရဲ့စကားကလည်းတရားထိပ်ပဲလေးနဲ့ကတန်တရားကျွေးပါပုံကိုဖော်ပြထားပါတယ်မင်းတို့အဖို့ကျောင်းတော်ဆောင်လုံးဆောက်လို့လှူဒန်းထားပေမဲ့လည်းအထွေအထူးစကားပြောဖို့မရမင်းရဲ့စိုးရိမ်ကိုအရေးမထားယခုတော့အဖိုးတန်တဲ့ဓမ္မစကားကိုကြားရတယ်အဲဒါကြောင့်ယနေ့ငါဆရာတော်ကငါ့ကိုမင်းကြားတော်မူတယ်တသက်တာလုံးငါအတွက်ထူးခြားသောအခွင့်ကိုရသည်ငါသိပြောပြီလို့ဆိုပြီးသူ့တန်းအာနာသားတို့ခေါ်ဆိုင်ရာကိုလိုက်ပါသွားတော့ပါတယ်မင်းနူးနဲ့မောင်တို့က1202ခုနှစ်မှာကွက်မြက်စီရင်ခြင်းခံရပါတယ်ပထမဘုံဘအောင်ကမိမိထွက်ရလန်းအောင်မြင်ပြီးနောက်သာသနာပြုမဲ့သူတွေကိုကယ်ဆယ်ခြင်းလောကုတ္တရာဝိဇ္ဇာလန်ကိုကုပြမှုတရားအထုတ်နေခဲ့ပါတယ်အကြောင်းရှိတဲ့အခါမှကိုထင်ပြပြီးတော့ပေါ်လာတက်လေပါတယ်တာယာရီမင်းနောက်မှာပကံမင်းနန်းတက်တယ်ပကံမင်းကစိတ်ပေါက်ပြန်သောဝေဒနာရလို့ညီတော်မင်းတို့မင်းကနန်းချက1914ခုနှစ်မှာထိနှံဆက်ခံပါတယ်မန္တလေးမြို့တော်ကိုတည်ထောင်ပြီးတော့နန်းမြို့ပြောင်းဆန်တော်မူတယ်မင်းတို့မင်းကြီးကသာသနာပြုတော်မူလို့ပစ္စမတန်ခါရနာတင်ဖို့ဆန္ဒတော်ထက်သန်လျက်ရှိတယ်ဒါပေမဲ့နိုင်ငံတော်မှာမြို့တော်တည်တည်ဆောက်လိုက်ရတာကြောင့်ငွေကြေးဗန္ဒာတော်များအတော်ပင်ကုန်ခန်းလျှော့ပါနေရကြောင်းစိတ်အကြံတော်အိုက်လျက်ရှိပါတယ်။အဲ့ဒီချိန်မှာဘူဘူအောင်ကအထိတ်ထန်တဲ့မန္တလေးတောင်ပေါ်ကိုညနေတိုင်းတက်ပြီးပန်းရည်ကျန်းစင်မီကလူကတရားအားထုတ်လေးရှိပါတယ်။အဲ့လိုဖျားဘော်ကိုတက်တဲ့အခါတိုင်းမှာတောင်ချီရင်ရှိပန်းတင်မာကလေးမညိုထံကနေပန်းများဝယ်ယူလေးရှိပါတယ်။မညိုကတော့ဘူဘူအောင်မှမသိလူသူတော်တယောက်ဖြစ်တာသိတယ်။ဒါပေမဲ့ဘာသာတရားကိုင်းဆိုင်ပြီးလိမ္မာတဲ့မိန်းကလေးတယောက်ဖြစ်တယ်။တနေ့မှာဘူဘူအောင်ကိုဘိုးဘိုးရဲ့ကျမဘိုးဘိုးကိုအင်မတန်ကြည်ညိုပါတယ်ဘိုးဘိုးကရတနာသုံးပါးကိုစီးကတ်တာကျမအင်မတန်လေးစားပါတယ်ဒီတော့ကျမလည်းကုသိုလ်ရအောင်လို့ပန်းများအတွက်အဖိုးကမပေးပါနဲ့ကျမကပဲဒါနပြုပြရစေနေတိုင်းကျမပန်းလူကိုဘိုးဘိုးခံယူပါအဲ့လိုတောင်းပန်ပြီးတော့ပန်းစည်းများပေးရကထိုင်ပြီးကြော့ပါတယ်ဘိုးဘိုးအောင်ကနေ့စဉ်ဝတ်မပြတ်ဖျားကိုတက်က3လမြကြာမြင့်လာခဲ့တယ်မိမိရဲ့ပါရမီကိုကုညီပြည့်တဲ့ပန်းစင်မာကလေးမညွတ်ကိုချင်းမြောက်မဆလို့စိတ်ဖြစ်ပေါ်လာတယ်မိမိရဲ့အဋ္ဌံဝတ်ကလည်းမကြမီမှာပြီးမြောက်ပြီးတော့မယ်အဲ့လိုပဲမင်းတို့မင်းကြီးကိုလည်းမင်းကြီးရဲ့တရားတရားကိုအကဲခက်ဆောင်စားဖို့ရှိတယ်အဲ့ဒါကြောင့်ပထမဦးစွာမညုကိုမဆာဖို့ဆုံးဖြတ်လိုက်ပါတယ်တနေ့တော့ညနေမှာတော့မညုကပန်းရောင်မြက်ရောင်းနေတယ်အဲ့ဒီခိုင်မှာခါတိုင်းတောင်ပေါ်တက်နေကြဝှက်ဖြူစင်ရဲ့လူသူတော်ကြီးရောက်ရှိလာပါတယ်မညုကခါတိုင်းလိုပဲကောင်းပိတ်ဆိုတဲ့ပန်းစည်းတွေကိုပေးလူတယ်အဲ့ဒီခါမှာဘိုးဘိုးအောင်ကငါမီးဟာဘာသာတရားကိုင်းဆိုင်သူဖြစ်တယ်ငါမီးကစင်ရဲလွန်လာတဲ့အတွက်အဖိုးကမားရမှာပေါ့ကဲဟောဒီရွှေချက်ဥကိုသာယူထားလိုက်ပြီးတော့ဒီနေ့ကစပြီးတော့နောက်ကိုဘိုးဘိုးဒီတောင်မကိုမလာနိုင်တော့ဘူးခရီးထွက်ရအောင်မယ်အဲ့လိုပြောဆိုပြီးတော့အိတ်ဖြုတ်ထဲကရွှေချက်ဥကိုထုတ်ပြီးပြန်ဆင်းသွားတော့ပါတယ်မညိုကဝမ်းသာအရာဖြစ်မိတယ်ရွှေချက်ဥကိုပုတ်ကာတက်ကာနဲ့ကြည်ရင်နဲ့ဘလောက်အဖိုးတနာကိုမသိဒါပေမဲ့ရွှေချက်ဥရဲ့အယောင်ကတော့ဝင်းဤရှွန်းထိန်လို့နေပါတယ်မ
မညိုကရွှေကြောက်ကိုလက်ကင်မွားနဲ့ထုတ်ပြီးမန္တလေးမြို့ဈေးကျော်တော်နေမှာရှိတဲ့ပရိမိုးတစ်ခုကိုသွားပြီးတော့ရွှေကြောက်ကိုရောင်းချလိုကြောင်းထုတ်လို့ပြပါတယ်ပရင်းစရာကြီးလည်းအံ့အားသင့်ပြီးသွားတယ်တာမန်ပန်းတယ်မာကလေးတူထံကဒီလိုတန်မိုးရှိတဲ့ရွှေကိုတွေ့ရတာကတော့အံ့ဩမဆုံးဖြစ်ရပါတယ်အဲ့ဒီမြမကအဲ့ဒီရွှေကြောက်ကမကြုံဘူးလောက်အောင်ထိုးကြတဲ့အကြောင်းတွေရှိနေပြီးတော့မိမိလည်းတန်မိုးမဖြစ်နိုင်အောင်ရှိနေတယ်နောက်ဆုံးမှာပရိဆရာကအဲ့ဒီရွှေကြောက်ကိုဝင်လာစမ်းမရှိတဲ့နောက်ဆုံးတော့ချမ်းသာကြွယ်ဝတဲ့မိုးကြီးမကြီးတို့ကိုပြသပြီးတစ်စိမ်ရောင်းချပေးရင်တော့မိမိလည်းအကျိုးများမယ်လို့တွေးမိပါတယ်။အဲဒါကြောင့်ရွှေကြောက်ဦးကိုရွှေတိုက်စုံဝင်ကြီးထံပြသရောင်းချဖို့မညိုကိုပါခေါ်ဆောင်သွားပါတယ်။မညိုလည်းဘာမှမလုပ်တတ်ပဲပရိဆရာကြီးခေါ်ရကိုလိုက်ပါသွားရပါတယ်။ရွှေတိုက်စုံဝင်ကြီးကရွှေကြောက်ကိုတွေ့လိုက်ရတဲ့အခါမှာတော့အံ့အားသင့်မိပါတယ်။ထူးခြားကောင်းမွန်လာတဲ့ရွှေကြောက်ရဲ့တန်ဖိုးကိုမဖြစ်နိုင်။အဲ့ဒီညအဖိုးတန်တဲ့ယတနာတို့ကိုမညိုကဘလို့ရရှိခဲ့တာလဲ။ရာဇဝတ်မှုကင်းပါလားလို့တွေးပြီးရွှေတိုက်စုံဝင်ကြီးကမညိုကိုချော့မော့မြင်မြန်တော့ပါတယ်။မညိုကအမှန်အတိုင်းလူသူတော်တစ်ပါးပေးခဲ့ကြောင်းကိုသာဖြစ်ဆိုနိုင်တယ်။အဲ့ဒီအဖြစ်ကိုရွှေတိုက်စုံဝင်ကြီးကတော့မယုံကြည်ပါဘူး။လူသူတော်တို့ကအဲ့ဒီရွှေကြောက်ကိုဘယ်ကနေရှာသလဲ။နောက်ဆုံးမှာတော့ရွှေတိုက်စုံဝင်ကြီးကအဲ့ဒီကိစ္စကိုမင်းတရားကြီးတန်ရွှေနာတော်ကြားတိတ်လျှောက်ချင်းသာတင်မြတ်မယ်။ဒီမြထိုက်တန်တဲ့ယတနာကစင်ရသားတို့နဲ့လာလာမြမထိုင်ဘယင်မင်းတရားကြီးနဲ့သာထိုက်တန်တယ်လို့သဘောထားပါတယ်။ဒါကြောင့်မညိုကိုခေါ်ဆောင်ပြီးတော့အမိတော်ခံပြီးရွှေနန်းတော်ကြီးကိုဝင်တော့ပါတယ်။မညိုကရွှေနန်းတော်ကြီးကိုမရောက်ဘူးတာကြောင့်မျက်စိကလေးနဲ့ကြောက်ရွံ့ထိတ်လန့်နေပါတယ်။ဒါပေမဲ့မိမိကမူသားမပြောတတ်သူဖြစ်တာကြောင့်ယုံနာပဲဖြစ်ဖြစ်မယုံနာပဲဖြစ်ဖြစ်အဖြစ်အပျက်အမှန်ကိုသာပြောဖို့ဆုံးဖြတ်ပြီးတော့လူသူတော်တယောက်ဖျားဖူးလျှောက်လာရကနေမိမိကဝေချင်းဝင်ငယ်ပြုလို့ပန်းများကုသိုလ်ပြုပါတယ်။လူသူတော်ကမင်းကြားပြီးတော့ရွှေကြောက်ကိုပေးခဲ့ပုံတွေကိုမချင်းမချန်ပြန်ပြီးတော့လျှောက်ထားလိုက်ပါတယ်။အဲဒီခါမှာမင်းတော်မီတရားကြီးကဉာဏ်ပညာကြီးရင်တော်မူတဲ့အလျောက်မညိုလျှောက်ထားတာကိုနားထောင်ပြီးတော့ချက်ချင်းပဲသဘောပေါက်ပါတယ်။အဲ့ဒီရွှေကြောက်ကတာမန်လူတို့ကြုတ်ခဲထားတဲ့ရွှေတုံးမဟုတ်နဝိစာတို့လောကီပညာအဋ္ဌိပတ်တို့နဲ့စင်ရင်ဖန်တီးထားတဲ့ရွှေတုံးဖြစ်မယ်။ငါရဲ့သာသနာပြုလုပ်ငန်းအတွက်ပုဂ္ဂိုလ်တို့မဆတော်မူလို့အတိပေးတာဖြစ်တယ်ရတယ်လို့နှလုံးသွင်းမိပါတယ်။အဲ့ဒါကြောင့်မင်းတော်မင်းကြီးကလူသူတော်ကြီးကဘာမှရှိရလဲဘဲကလာလို့ဘဲကိုသွားတာကိုသိရှိသလောက်ပြောပြဖို့မညို့ကိုမင်းမြတ်ပါတယ်။မညို့ကလူသူတော်ကြီးကရန်ကင်းတောင်ပဲတောတောင်နေစီကလာချောင်းကိုသာသိရှိရတယ်။အဲ့ထက်ပိုပြီးတော့ဘာမှမသိရပါဘူး။မပေါ်လာတော့တာကလည်းအတော်ကြာသားပြီဖြစ်ကြောင်းကိုရှောက်ထားလိုက်ပါတယ်။မင်းတော်မင်းကြီးလည်းမိမှုရန်တို့ကိုရန်ကင်းတောင်ဘက်ကိုဆစ်လွန်ပြီးတော့မညို့ပြောပြတဲ့လူသူတော်ကြီးကိုမတွေ့တအောင်တောမြောင်လိုက်ကိုနဲ့ထောင်လန်းဆောင်ကြည့်စေပါတယ်။တကယ်လို့တွေ့ရှိရရင်တော့ရွှေနန်းတော်ကြီးအရောက်ရိုသေစွာပိတ်ဆောင်ခဲ့ဖို့မှာကြားထားလိုက်ပါတယ်။မိမှုရန်တို့လည်းဘရင်အမိန်တော်ရလူခွဲပြီးတောတောင်ရှုံများနဲ့နေ့စဉ်ရက်ဆက်ရှာဖွေကြပါတယ်။ရဲတန်းညာရှာဖွေပေမဲ့လည်းမတွေ့ရှိရပါဘူး။အဲ့ဒီလိုသွားရင်နဲ့နောက်ဆုံးမှာတော့မီးအောင်တွေ့ရနေရာကိုရောက်ရှိသွားလေတော့အဲ့ဒီနေရာမှာတစ်ပင်ကြီးတမယောင်မှာလူသူတော်ကြီးကိုတွေ့ရှိရပါတယ်။မိမှုရန်တွေကလည်းဝမ်းမြောက်စွာနဲ့အနောက်ရှက်မဖြစ်စေဖို့စောင့်ကြည့်နေရပြီးအခွင့်အရေးနဲ့အခါမှာတော့အဖကိုတို့သာပြီးတော့အကြောင်းစုံကိုပြောကြားကြပါတယ်။ဘိုးဘိုးအောင်ကမညို့ကိုအကြောင်းပြပြီးဒီလိုဖြစ်လာလိမ့်မှာကိုကြိုတင်သိရှိပြီးဖြစ်ပါတယ်။ဒါပေမဲ့မင်းတရားရဲ့ကြီးညိုမြတ်နိုးမှုကိုစမ်းသပ်လို့သေးတယ်။စိတ်မပါတပါခက်ဖို့ပိတ်ဆောင်ခြင်းမျိုးကိုမလိုလား။ဒါကြောင့်အချိန်အခါမတိုင်မီရှောင်ရှားနေကြတာဖြစ်ပါတယ်။မင်းတို့ဘရဲ့ကြီးကတွေးဆုံလို့ရဆိုရင်လည်းဘိုးဘိုးလိုက်ရတော့မှာပေါ့။မင်းတို့လည်းပြင်ပန်းလာခဲ့ကြတယ်။အဲ့တော့ပြန်နှင်းကြ။တကောင်းဟာနေကစောင့်နေကြ။ဘိုးဘိုးရောက်လာမယ်။မင်းတို့နန်းတော်ကြီးကထွက်လာခဲ့တာအခုဆိုရင်ပဲ9ရက်ရှိကြပြီလေ။မင်းတို့လည်းအပြက်ကြီးမှပြင်ပန်းကြီးမရှိအောင်လို့ဘိုးဘိုးလက်ဖက်တစ်ခုပေးလိုက်မယ်။လက်ကမွားဆိုမှထုတ်ယူသွားကြ။မင်းတို့နေပြီးတော့ကိုနေချင်းရောက်သွားလိမ့်မယ်လို့ပြောဆိုပြီးဆက်လက်ကတရားအထုတ်မြင်အထုတ်နေကြပါတယ်။အဲဒီလိုနဲ့မင်းမှုရန်တို့ပြန်ခဲ့ကြတဲ့အခါမှာတော့အဲ့ဒီညနေနေမွေမိပါပဲတကောင်းဟာနီကိုဆက်ရောက်ကြပါတယ်။9ရက်မြောက်သွားခဲ့ရတဲ့ခရီးကတရက်အတွင်းရောက်လာတာကြောင့်အံ့ဩကြရတယ်။လက်ကင်ဝါကိုထုတ်ကြည့်လိုက်တဲ့အခါမှာတော့လက်ဖွဲ့ကတော့မရှိတော့ပါဘူး။လက်ကင်ဝါပဲတွေ့ကြရပါတယ်။တကောင်းဟာအနီးနားကိုကတ်လိုက်တဲ့အခါမှာတော့လူသူတော်ကြီးကစီးကြိုလေးရရှိတာကိုအံ့ဩဖွယ်တွေ့ရှိကြရတယ်။အဲဒီလူသူတော်ကြီးကတကယ်တကိုရှင်ပုဂ္ဂိုလ်ကြီးဖြစ်တာကိုယုံကြည်လက်ခံကြတယ်။အဲဒီနောက်လူသူတော်ကြီးနဲ့အတူနန်းတော်ကိုဝင်ကြတယ်။မင်းတရားကြီးအလွန်လိုလားတော်မူတဲ့ကိစ္စဖြစ်လို့အထူးအခွင့်ပေးခြင်းခံရတာကြောင့်ညာရင်ချင်းပဲညီလာခံအမိဝင်ရောက်ကြပါတယ်။မင်းတော်မင်းကြီးကအလွန်ဝမ်းမြောက်တော်မူတဲ့ပုဂ္ဂိုလ်မြတ်ရဲ့ရုပ်ဆင်းငါကိုအကဲခက်ကြည့်အောင်နဲ့ပဲတကောတိတ်တိရှင်တစ်ပါးဖြစ်ကြောင်းကိုသိမြင်မိဖြစ်တယ်။ဒါကြောင့်ရာဇပလင်ထက်ကနေဆင်းပြီးအယုံသေးပြုကတင့်ရော်တဲ့နေရာတွေကိုပေးပါတယ်။ယုံသေးတဲ့အမူအရာလေးပြတယ်။အဲဒီအခါဘိုးဘိုးအောင်ကများစွာကြည်နေမိပါတယ်။တင်မင်းကြီးကတင့်ရဲ့ဘိုးတော်မောင်ဝိုင်းနဲ့မတူကောင်းမြတ်သောအကျင့်ရှိတဲ့သူတော်ကောင်းကိုစီကတ်တဲ့သာသနာကိုပြုစုဆောင်ရှောက်တဲ့တင်မင်းကြီးရဲ့တရင်ကိုဘိုးဘိုးကြားသိရပြီးဖြစ်တယ်။သာသနာပြုဖို့ထိုက်တန်တဲ့ယောက်ျားဖြစ်ပေတယ်။ကောင်းပါပြီလို့မြည်ကြပါတယ်။ဘိုးဘိုးအောင်မှသိပြီးတဲ့နောက်မှာတော့ဘိုးဘိုးအောင်ကတင်မင်းကြီးကပြစ္စမအချိန်တန်ခါရနာတင်မှုကြံစီနေတယ်မဟုတ်လား။ဒီလိုမျိုးသာသနာတော်ကိုပြုစုတာက
မုံမြက်လှတာကြောင့်မင်းတကာတော့မကြံဝမကြံရတဲ့အကြံစီပင်ဖြစ်တယ်။တိမ်မင်းကြီးကအောင်မြင်မှုရလိမ့်မယ်။စိတ်အားမလျှော့လေနဲ့တိမ်မင်းကြီးကသာသနာပြုရမှာငွေကြေးအများများလိုမယ်။ဒီကုန်ကြငွေများအတွက်အခွန်ထုတ်တွေကိုတိုးတက်ကောက်ခံလျင်တော့တရားများပြင်မဆင်းရတော့မယ်။ဘိုးတော်သည်တိမ်မင်းကြီးအားရွှေလို့ရပေးခဲ့မည်။ငါ၏အကိရဲ့ပညာနဲ့ရာသောတန့်စင်တဲ့လက်လာပါကိုကောင်းစွာအသုံးပြုလေတော့တိုင်းသူပြည်သားများကိုလည်းတရားဖြင့်အုပ်ချုပ်လေတော့လို့အမိန့်ရှိပါတယ်။မင်းတို့မင်းကြီးလည်းအားတက်လိုလာပါတယ်။မိမိရဲ့အတွက်ဒီလိုမျိုးအကူအညီရတာကိုဝမ်းသာမဆုံးဖြစ်မိပါတယ်။အိုးဘိုးတော်ကျုပ်သည်သာသနာကိုပြုစုပါသည်။စိတ်ဆန္ဒရှိသည့်အတိုင်းသာသနာတော်အကျိုးကိုတည်ဖို့လိုရမှာအသက်ပြငွေကြေးများလိုအပ်လျက်ရှိတာကြောင့်အကြံအိုင်းလျက်ရှိပါသည်။ဘိုးဘိုးရဲ့မဆာကူညီမှုနဲ့ကျုပ်သည်သာသနာတော်ကိုဆက်လက်ဆောက်ရှောက်ပါမည်။ဘိုးတော်လိုအပ်သည့်များကိုသာမိန့်တော်မူပါလို့လျှောက်ထားလိုက်ပါတယ်။မင်းတို့မင်းဘာမှမပူပင်နဲ့တင်မင်းကြီးရဲ့သာသနာပြုလုံးမှာနောက်ဝိဇ္ဇာအပေါင်းတို့ကကူညီလိမ့်မယ်။တင်မင်းကြီးငါအားကျေးဇူးပေးတာ90ကိုသာပေးလို့ဘိုးဘိုးအောင်ကအမိန့်ရှိပါတယ်။မင်းကြီးလည်းလုံများနဲ့ကျေးဇူးတွေကိုဘိုးဘိုးအောင်ကပေးရပါတယ်။ဘိုးဘိုးအောင်ကကျေးတွေကိုလုံသီးသီးနဲ့ကျိုးစီးပြီးနောက်အရေးဖြစ်ပြီးတဲ့အခါမှာတော့မြေခွက်ကြီးတစ်ခုမှလောင်းထည့်ပြီးဓလုံးငယ်တစ်ခုကိုကျေးရည်ပူတွေကိုထည့်လိုက်ပါတယ်။အဲဒီလိုဓလုံးကိုပြစ်ထည့်လိုက်တာနဲ့တပြိုင်နက်လင်းလက်တဲ့မိတော်ကြီးကစင်ကတက်သွားပြီးတဲ့နောက်တော့ငြိမ်သက်သွားပါတယ်။မြေခွက်ထဲကိုငုတ်ကြည့်လိုက်တဲ့အခါမှာကျေးတွေကဝင်းဝင်းရှက်ရှက်တောင်းပြီးချက်ချင်းပဲခဲသွားတာကိုတွေ့ရပါတယ်။စင်ဆက်ကျေးတွေကအလုံးအယောင်စင်ကောင်းနဲ့ရွှေလုံးပကတိဖြစ်သွားတာပဲဖြစ်ပါတယ်။မင်းတို့မင်းလည်းပီတိဖြစ်လာတာကြောင့်ဘိုးဘိုးအောင်ကိုအကြိမ်ကြိမ်ဥခိုက်တယ်။ဘိုးဘိုးအောင်ကနေပြီးတော့မှသတင်းသုံးတို့ဘာကဥယျာဉ်တော်မှာရှောက်ပတ်တဲ့အဆောက်အုံဆောက်လုပ်ပြီးစုံကုန်းမှုပြုပါမယ်လို့ဝန်ခံပါတယ်။ဘိုးဘိုးအောင်ကတော့မိမိသည်တော်ရင်းမာသာနေထိုင်လို့ကြောင်းအကြောင်းရှိ၍သာသနာရေးကိစ္စမှာမိမိအားအာရုံပြုပါကမိမိရောက်လာမည်ဖြစ်ကြောင်းသာသနာကိုသာပြုစုတော်မူရဲ့အကြောင်းများကိုပြောဆိုပြီးနောက်ဘိုးဘိုးအောင်ချစ်ကိုလက်မြလှမ်းပြီးတော့ပြက်ကွယ်သွားတော့ပါတယ်။ဘိုးဘိုးအောင်ကသာသနာပြုမင်းတွေကိုကူညီတာဘေးရန်ရဲ့အပေါင်းကနေကင်းလွန်အောင်ကယ်တင်ခြင်းတွေကိုပြုလုပ်လို့ရှိပါတယ်။အဲ့ဒီချိန်ကစပြီးပြက်ကွယ်ခဲ့ပြီးတဲ့နောက်မှာလူအများကတရားပြည့်ရည်နေခဲ့ကြတဲ့အခါမှာတော့ဘိုးဘိုးအောင်ကစိတ်ပြက်လက်ပြက်နဲ့ခူပေါင်းနေခဲ့တော့ပါတယ်။ဒါပေမဲ့ဘိုးဘိုးအောင်ကအကြည့်တီလာနဲ့ပြည်စုံပြီးသာသနာတော်ကိုဆောက်ရှောက်ခြင်းမြင့်သူများကိုမကြာခဏကူညီလေးရှိအောင်မကဘဲနဲ့လူသူတော်အသွင်နဲ့ကိုထင်ပြလေးရှိပါတယ်။ဘိုးဘိုးအောင်ကိုတွေ့ရှိဖို့သူအများအပြားပဲရှိပါတယ်။ဘိုးဘိုးအောင်ကယခုအချိန်အထိအသက်ရာကျော်ရှိခဲ့ပေမဲ့လည်းအသားရည်နှုတ်ပြလန်းဆန်းနေအင်္ဂါရုပ်ကလေးနဲ့တီးကြီးပြီးတော့ပြုံးတဲ့အောင်အမြဲဆောင်နေမုတ်စိတ်အတန်အသင့်ရှိပြီးစပင်းကုန်းအုပ်ကအဝိဖြူပေါင်းထားလေးရှိတယ်။ဝိဖြူစင်ရဲ့ကိုသာအမြဲဝတ်ပြီးတော့ပကုံးမှာအဝိဖြူတစ်ပတ်ကိုတင်ထားလေးရှိပြီးစီးတောင်ဝေးကိုလည်းစောင့်ထားပါတယ်။လက်တစ်ဖက်မှာစိတ်ပတိကိုကင်ထားတယ်။ဘိုးဘိုးအောင်ပေါ်လာတဲ့အခါအထံဝန်းကျင်မှာနသက်ဖြူအနံ့စကဝါအနံ့များတင်းထုံနေတတ်တယ်။အဲ့ဒီမြေခွေးများအဲ့ဒီအတွေ့အကြုံများကတွေ့လျာတိုင်းမှာတထက်တဲလိုပင်ဖြစ်နေလေးရှိပါတယ်။ဘိုးဘိုးအောင်ကိုတွေ့မြင်လို့သူတွေကဘိုးဘိုးကြီးပွဲကိုတည်ထားလေးရှိတယ်။ဘိုးဘိုးအောင်ကတခဲများမလို့ကြွလာလို့လျင်ပူဇော်ပါသားတဲ့ကရောပွဲထက်မှာပဲရုပ်သိမ်းထင်ရှားပေါ်လာတတ်တယ်။တခါတည်းမှာတွေ့ရှိတိုက်တဲ့သူတွေရှိမှလူသူတော်အသွင်နဲ့ပေါ်လာတတ်တယ်။ဒါပေမဲ့ဝိဖြူစင်ကျင်တဲ့စိတ်ပတိကိုင်ကလူလိမ်များကဘိုးဘိုးအောင်အတူအချောင်ဆောင်ကလိမ့်လဲတက်ကြပါတယ်။ဘိုးဘိုးအောင်အစိတ်ကတော့မြည်သည့်အခါမှအလူမခံပါဘူး။ဘိုးဘိုးအောင်ကတိတ်ထိပြီးမြောက်သူဖြစ်ရတဲ့ကြောင့်လောကီတရားမှုကိုဆုံးခွာထားသူဖြစ်ရတဲ့ကြောင့်ဘာကိုမှအလိုမရှိပါဘူး။လူတယောက်ကသီလမြဲမြံလို့ကုသိုလ်အားထုတ်ကသာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ပါမှသာဘိုးဘိုးအောင်ကကိုထင်ပြခြင်းလမ်းညွှန်ခြင်းမဆာခြင်းများပြုလို့ရှိပါတယ်။တရားမဲ့တဲ့မသမသူတွေကိုဘိုးဘိုးအောင်ကသိတယ်။တရားကင်းမဲ့သူရဲ့ကိုမှညင်နွဲမဲမောင်နေတဲ့အခိုးများထွက်ပြီးညှိနှံ့နေအဲ့ဒီသူရုပ်အင်္ဂါကိုဘိုးဘိုးအောင်ကခွဲခြားနိုင်ဆန်းရှိတယ်။အဲဒါကြောင့်တရားမဲ့သူအနီကိုဘိုးဘိုးအောင်ကချိခတ်လာလိမ့်မရှိပါဘူး။ဘိုးဘိုးအောင်ကလူတော်ဝါများဒုက္ခရောက်မဲ့အခါမျိုးမှာပေါ်လာပြီးတော့ဘလို့ကာဝဲတားစီရမှာကိုပထမပညာနဲ့ညွှန်ကြားလေးရှိပါတယ်။စစ်ပေးစစ်တဲ့နီးကပ်တဲ့အခါမျိုးမှာတော့စမအင်းများတောက်ရံကိုဖြစ်စေကိုနွေကိုတော်မြေဖျားများတဲဖို့ဖြစ်စေဂုဏပတိကုတ်ကအဋ္ဌိထရဲ့နေ့စဉ်ဆင်ရံကိုဖြစ်စေတရားရှိသောပုဂ္ဂိုလ်များမှတဆင့်တနိုင်ငံလုံးကိုနှိုးဆော်ပြီးတော့လိုက်နာစေပါတယ်။ဘိုးဘိုးအောင်ကိုစိတ်ခက်ကိုးကွယ်လူသူများကိုးကွယ်နိုင်နေမကိုးကွယ်လူကလည်းအနောက်ရှက်အနေရမပြုဘေးတရားမလို့ချိန်ဆချင်းတိုက်ခတ်ခြင်းမရှိပါဘူး။ဒီကနေ့ကိုးကွယ်ပြီးတော့မနှက်ပြန်မကိုးကွယ်ပဲနေလို့လဲရတယ်။မနေ့ကဆိုးမိုက်ခဲ့ပြီးတော့ဒီကနေ့လူကားဖြစ်လာလို့ကိုးကွယ်ရှင်လဲလက်တင်ခံနေကိုးကွယ်လို့တဲ့အတွက်မြည်သည့်ခိုင်းဆရာကိုမျှကိုးကွယ်စီကပ်ဖို့မလိုပါဘူး။ဆရာကြီးသမားကြီးလုံးပြီးဘိုးဘိုးအောင်အယောင်ပြကကောင်းမို့ဖြစ်ခြင်းကလိန်ကြခြင်းရင်စင်ဖို့တောင်းခြင်းများကိုလက်ခံရန်လည်းမလိုပါဘူး။မိမိဘာသာယုံကြည်ကိုးကွယ်လျင်ပြည်သည်ဘယ်သူမှသိစရာမလိုသူတို့ကနဲ့ဆွဲဖို့လည်းမလိုသူတို့မကိုးကွယ်ပုံကိုးကွယ်နည်းကိုစူးစမ်းလို့ကမေးဆန်နိုင်နေမိမိကပြောပြလို့ကလည်းပြောပြနိုင်နေဒါပေမဲ့ဂိုင်းသားစုဖို့ဂိုင်းထောင်မှုမလို့ကိုလုံးမှာကိုရတယ်ခိုင်းစုလူဆိုခြင်းနဲ့ဘာအကျိုးများမရှိဘာမှလည်းလုပ်လို့မရမိမိဆန္ဒအတိုင်းတရားကြီးညိုစိတ်ဖြစ်ပေါ်လာတတ်ပါတယ်သူတော်ကောင်းကိုစီကတ်တာကကောင်းတယ်သူတော်ကောင်းရဲ့အကျင့်စရိုက်ကိုယူတာကကောင်းတယ်သူတော်ကောင်းတရားကိုအထောက်တာကမွန်မြတ်ပါတယ်
ဘသူကိုမှထိခိုက်စော်ကားလက်စားကြည့်ဖို့မဟုတ်ဘသူကိုမှနှိပ်စက်ဖို့လည်းမဟုတ်နိုင်ငံကိုဖျက်ဆီးနှောက်ယှက်ဖို့လည်းမဟုတ်လူအများတရားကျင့်ပြအောင်ဆိုးသွမ်းအောင်ဒုက္ခရှောင်အောင်ကြောက်တွန်းတာလည်းမရှိသာသနာရေးမှာပါဘာကိုမှရွတ်ဆောင်ခြင်းတိုက်တွန်းခြင်းမပြုရသူတို့ကောင်းတရားကိုသာအားထုတ်ရတာကြောင့်ဘိုးဘိုးအောင်ကိုကိုးကွယ်တာကဒုစရိုက်မဖြစ်ပါဘူးဘာသာရေးနဲ့မဆန့်ခြင်းလူမှုရေးကိုမပြတ်ပြားစေအောင်မကဘဲနဲ့ကျင့်ဝတ်ကောင်းတွေကိုတော့ပြည့်စုံစေပါတယ်အဲဒါကြောင့်ကောင်းသောအလုပ်ပဲဖြစ်ပါတယ်